ကျွန်တော်ဒီစားတောက်ဆိုင်လေးကိုဖွင့်လာတာ3နှစ်ရှိပြီဆိုင်လက်ခကလည်းတစ်လကိုရွမ်3000ပဲအိမ်လက်ခကိုတစ်ခါမှမဆိုင်မတော်ရက်မချင်းပဲမမှန်ပေးခဲ့တာဒါပေမဲ့အဲ့ဒီနေ့ကတော့အိမ်ရှင်ကအိမ်ချမ်းမြေအကျိုးဆောင်တယောက်ကိုခေါ်ပြီးဆိုင်ထဲကိုရုတ်တရက်ဝင်လာတယ်ပြီးတော့သူကလာမဲ့လကစားပြီးဆိုင်လက်ခကတစ်လရွမ်8500ဖြစ်မယ်မင်းသဘောမတူရင်လည်းဖယ်ပေးနိုင်တယ်လို့ပြောလာရောကျွန်တော်လည်းဘာမှတွေဝေးမနေပဲကောင်းပါပြီလို့ချက်ချင်းပြန်ပြောလိုက်တယ်သူတို့နှစ်ယောက်ဟာတယောက်မျက်နှာတယောက်ကြည့်ပြီးကျင်းနဲ့အားရတဲ့အပြုံးတွေနဲ့ထွက်သွားကြတာပေါ့သူတို့ထွက်သွားခြင်းပဲကျွန်တော်ကားငှားကုမ္ပဏီကိုချက်ချင်းဖုန်းဆက်ပြီးဆိုင်ပစ္စည်းတွေကိုတညရဲနဲ့လမ်းတစ်ဖက်ကန်းကဆိုင်ငံအသစ်စီအပြီးရွှေ့ပစ်လိုက်တယ်အဲ့ဒီဘက်ကဆိုင်လက်ခကတစ်လကိုရွမ်900ပဲရှိတာဗျအဲ့ဒီနေ့ညနေပိုင်းတုန်းကအိမ်ရှင်ဖန်တီးဖို့ဟာအကျိုးဆောင်ကိုခေါ်ပြီးကျွန်တော်ဆိုင်ထဲရောက်လာခဲ့တာသူကရှောင်းကြီးမင်းဆိုင်ကစီးပွားရေးတော်တော်ကောင်းတာပဲနော်လို့လှမ်းပြောတယ်ကျွန်တော်လည်းအတန်ကြားလို့ခေါင်းမော့ကြည့်လိုက်ပြီးဦးလေးဖန်ဒီနေ့ဘာကိစ္စရှိလို့အရောက်လာတာလဲခင်ဗျားလို့မေးလိုက်တယ်သူကဘာမှပြန်မပြောဘဲဆိုင်ထဲကိုဟိုကြည့်ကြည့်နဲ့ပတ်လျှောက်နေခဲ့တာဆိုင်တစ်ပတ်ပတ်ပြီးတဲ့နောက်အကျိုးဆောင်ဖြစ်သူကရှောင်းကြီးငါမင်းကိုပြောစရာရှိတယ်ဟုတ်ကဲ့မစ္စတာကြီးကျွန်တော်တို့ဒီဆိုင်ကရဲ့တန်ဖိုးကိုပြန်ပြီးတွက်ချက်ကြည့်ထားတာမစ္စတာဖန်ကလာမဲ့လကစားပြီးဆိုင်လက်ခကိုပြန်ညှိနှိုင်းဖို့လိုမယ်လို့ယူဆတယ်လို့ပြောလာတယ်ကျွန်တော်စိတ်ပြတ်သွားပြီးဘလောက်လဲလို့မေးလိုက်တော့ဖန်တီးဖို့ကတင်းငိမ့်နဲ့လေတန်နဲ့8500လို့ပြောချလိုက်တဲ့ဆိုင်ထဲမှာရုတ်တရက်တိတ်ဆိတ်သွားတာပေါ့အကျိုးဆောင်ကဆက်ပြီးမစ္စတာကြီးဒါတကယ်ကိုတင်းတဲ့ဈေးနှုန်းမှာဒီလမ်းမပေါ်ကလူစီကားတာကိုပဲကြည့်8500ဆိုတာဘာမှများတာမဟုတ်ဘူးအကယ်၍မင်းသဘောမတူရင်တော့ဒီဆိုင်ကိုတခြားလူစီငါဖို့ပြရလိမ့်မယ်အဲ့ဒီအချိန်ကျရင်ဈေးကဒီထက်အများကြီးတက်သွားလိမ့်မယ်လို့ပြောတယ်ကျွန်တော်လက်ထဲကအဝတ်စုပ်ကိုတင်းဆုပ်ထားမိတယ်ဆိုင်လက်ခကတစ်လ3500ကနေ8မဟုတ်ဘူးအရင်က3000ကနေအခုတော့2ဆကျော်3ဆနီးပါးတက်သွားတာကျွန်တော်မိုးမလင်းခင်ကလေးကမိုးချုပ်တဲ့အထိအပင်ပန်းခံလောက်ကင်နေရတဲ့ဒီဆိုင်လေးကနေတစ်လမှအသားတင်မြက်ရွံ1000ဝန်းကျင်ပဲရတာအိမ်လက်ခကိုဒီလောက်ထိတိုးလိုက်ရင်ကျွန်တော်လုပ်သမျှအလကားဖြစ်ပြီးဖန်တီးပြအတွက်ပဲအခမဲ့အလုပ်ကျွေးပြုနေရတယ်လို့ဖြစ်တော့မှာဖန်တီးပြကတော့ကျွန်တော်ကိုဘာမှပြန်မပြောပဲသူ့ရဲ့အပြုံးတွေကပိုပြီးကျေပြန့်လာတယ်သူ့မျက်နှာမှာအရာရာကိုငါပဲအပိုင်ထွက်ထားတယ်ဆိုတဲ့မာနထောင်သွားတဲ့အရေးအယောင်တွေဖြာထွက်နေတာကျွန်တော်ဒီနေရာကနေဘယ်မှမပြောင်းနိုင်ဘူးသူ့လက်ခုပ်ထဲကရေပဲလို့သူထင်နေတာလေဒါနဲ့ကျွန်တော်အသက်ပြင်းပြင်းတစ်ချက်ရှူပြီးလက်ထဲကအဝတ်စုပ်ကိုရေပုံးနဲ့ဝုန်းကနေပစ်ထည့်လိုက်တယ်ဖန်တီးပြကတော့ဝမ်းသာအားရဖြစ်သွားပြီးအိုးရှောင်းကြီးမင်းကတကယ်ကိုပွင့်လင်းပြတ်သားတာပဲငါပြောတာပဲမင်းကညံကောင်းတဲ့ကောင်လေးပါလို့ဒါဆိုမနှက်ဖြန်စာချုပ်ကြတာပေါ့မစ္စတာကြီးမင်းကတကယ်ကိုအမျှော်မြင်ရှိတာပဲမင်းရဲ့လုပ်ငန်းကဆက်ပြီးအောင်မြင်မှာတေချာတယ်လို့ပြောတယ်ကျွန်တော်ကကောင်းပါပြီဒါဆိုရင်တော့လို့ပြောလိုက်တော့သူကဒါကမင်းပတ်စံရှာရတာကိုအနောက်ရှက်မဖြစ်စေပါဘူးဆက်ပြီးစူးစမ်းလုပ်ကင်သွားငါမင်းကိုယုံကြည်တယ်လို့ပြောပြီးသူတို့နှစ်ယောက်ကျင်းနဲ့အားရစွာနဲ့ထွက်သွားကြတယ်ကျွန်တော်ဆိုင်ထဲမှာရက်နေရင်သူတို့လေကားကနေဆင်းသွားတဲ့ခြေတံတွေနဲ့တဟားဟာရေမောတံတွေကိုကြားနေရတော့မဲ့အတန်တွေလုံးဝပျောက်ကွယ်သွားတဲ့အချိန်မှာတော့ကျွန်တော်ဖုန်းကိုချက်ချင်းထုတ်ပြီးလှမ်းဆက်လိုက်တယ်ဟယ်လိုရှောင်းဟူလားငါကြီးချမ်းပါနေကောင်းလားညီလေးတစ်ခုလောက်မေးချင်လို့လမ်းတစ်ဖက်ကန်းက6လလောက်ပိတ်ထားတဲ့ဆိုင်ခန်းလေးကအခုထိရှိသေးလားနေတိုင်းအငှားစာတန်းချိတ်ထားတာတွေ့လို့အိမ်ရှင်ကတော်တော်လေးပြရာခက်နေပုံမဲ့အခြေအနေဘယ်လိုလဲတလားဆိုင်လက်ခဘလောက်လဲဟင်ဖုန်းထဲကနေရှောင်းဟူကအရင်ကတော့1500ခေါ်လာဗျဒါပေမဲ့အခုအိမ်ရှင်ကနိုင်ငံခြားသွားတော့မှမို့လို့အရေးတကြီးလွှဲချင်နေတာတယောက်ယောက်ကအတိတကျငှားမယ်ဆိုရင်900နဲ့တင်လွှတ်ပေးမယ်လို့ပြောတယ်ကိုရဟုတ်တယ်ကိုရထဲပြက်လို့ပြန်ပြောတယ်ပြီးတော့သူကဆက်ပြီးသူကပြောသေးတယ်တကယ်အတိတကျငှားမယ်ဆိုရင်ရေရှည်စာချုပ်ချုပ်လို့ရတယ်တဲ့ကျွန်တော်ကချက်ချင်းပဲအိမ်ရှင်ကိုပြောလိုက်ငါ9နှစ်တက်တန်းနဲ့ငှားမယ်အခုချက်ချင်းစာချုပ်ချုပ်မယ်လို့9နှစ်စာချုပ်အခုချက်ချင်းပဲညီလေးငါအဲ့ဒီဆိုင်မှာဆက်မငါတော့ဘူးစာချုပ်ယူခဲ့တော့အိမ်ရှင်ကိုဆိုင်တကားဝမှာစောင့်ခိုင်းထားလိုက်ငါအခုချက်ချင်းလာခဲ့မယ်လို့ပြောလိုက်တယ်ဖုန်းချပြီးတာနဲ့နောက်နံပါတ်တစ်ခုကိုချက်ချင်းထပ်နှိပ်လိုက်တယ်ဟယ်လိုဒါရှင်ဖာကအငှားကုမ္ပဏီလားခင်ဗျာကျွန်တော်အခုချက်ချင်းဆိုင်ပြောင်းချင်လို့ပါခွေမင်လန်းကအိမ်မက်73အတွက်လူအင်အားပို့လို့ပါမယ်တညလုံးပြောင်းရမှာဖြစ်ပြီးပတ်စံကိုတော့လိုတလောက်ပေးပါမယ်တစ်ဖက်ကလည်းချက်ချင်းသဘောတူလိုက်တာပေါ့ဖုန်းချပြီးမကြခင်မှာပဲအကျိုးဆောင်ရှောင်းဟုနဲ့အိမ်ရှင်ဖြစ်သူဟာဆိုင်တကားဝကိုရောက်လာကြတယ်ကျွန်တော်လည်းသူတို့စီကိုရှောက်သွားလိုက်တယ်အိမ်ရှင်ကအသက်50အရွယ်လူလို့ခေါ်တဲ့လူကြီးတစ်ယောက်ပါရှောင်းဟုကဟုတ်ကဲ့အကိုငှားမှာလားဟုတ်တယ်ငှားမယ်အကိုလေးကိုဒါကျွန်တော်ပြောဘူးတဲ့အကိုကြီးလေးသူကလမ်းတစ်ဖက်ကမ်းမှာစားတောက်ဆိုင်ဖွင့်ထားတာစီးပွားရေးလည်းအရန်ကောင်းပြီးတကယ်စိတ်ချရတဲ့လူပါလို့မိတ်ဆက်ပေးတယ်အကိုယိုကဆိုင်ရဲ့လက်ပြတကားကိုဖွင့်ပေးတယ်ဆိုင်ထဲမှာတော့ဘာမှမရှိပဲအလုပ်ကြီးပဲဒါပေမဲ့ကျွန်တော်ဆိုင်ဟောင်းထက်နည်းနည်းပူကျပြီးစတူရန်ပုံစံပူကြဆင်းတယ်အကိုယိုကရေနဲ့မီးကတော့အစင်တင်ပဲဒီနေရာကပိတ်ထားတာကြာပြီလို့ပြောရင်သူ့လက်တွေကိုအားနာနာနဲ့ပုတ်နေရှာတယ်ကျွန်တော်ကကောင်းပါပြီ9နှစ်စာချုပ်တစ်လားကိုရမဟုတ်လားလို့မေးတော့သူကဟုတ်ကဲ့အကယ်၍9နှစ်စာချုပ်ချုပ်မယ်ဆိုရင်စရန်ငွေတစ်လားစာနဲ့အိမ်လခ3လစာကြိုပေးရင်ရပါပြီလို့ပြောတယ်ဒါပေမဲ့ကျွန်တော်စရန်ငွေတစ်လစာနဲ့အိမ်လခတစ်နှစ်စာ10နှစ်လစာကြိုပေးမယ်လို့ပြောလိုက်တော့အကိုယိုနဲ့ရှောင်းဟူတို့နှစ်ယောက်စလုံးကြောင်းသွားကြတယ်ကျွန်တော်ကလာတိုင်းဆိုင်လခပေးရမှာကိုစိတ်မရှုပ်ချင်လို့ပါစာချုပ်ယူလာခဲ့လားပြဿနာမရှိရင်စာချုပ်လက်မှတ်ထိုးပြီးတာနဲ့ပတ်စံချက်ချင်းလွှဲပေးမယ်လို့ဆက်ပြောလိုက်တယ်အကိုယိုကဝမ်းသာအားရနဲ့စာချုပ်ကိုထုတ်ပေးပြီးရှောင်းဟူကလည်းကျွန်တော်လက်ထဲကိုဘောပင်ချက်ချင်းထည့်ပေးတယ်ကျွန်တော်စာချုပ်ကိုယူပြီးတကြောင်ချင်းစီတေချာအမြန်ဖက်ကြည့်လိုက်တယ်စီကန်းချက်တွေအားလုံးကပုံမှန်တိုင်းပဲငှားရမ်းခတက်တန်း9နှစ်အတွင်းဆိုင်လခကအသေးပဲဒါကြောင့်ကျွန်တော်ဘာမှတွေးမနေတော့ပဲစာချုပ်ရဲ့အဆုံးမှာလက်မှတ်ထိုးလိုက်ပြီးသူတို့မျက်စိရှိတင်ပဲအကိုယိုရဲ့အကောင့်ထဲကိုပတ်စံလွှဲပေးလိုက်တယ်အကိုယိုကဒါဆိုင်တော့ပါဆရာအခုကစပြီးဒီဆိုင်ကဆရာဆိုင်ဖြစ်သွားပြီးရေးဖြစ်မိဖြစ်ဘာပြဿနာပဲရှိကျွန်တော်စီကိုအချိန်မရွေးလာပြောပါလို့ဆိုပြီးတော့ကိုကမ်းပေးတယ်ကျွန်တော်တော့ကိုလှမ်းယူလိုက်ပြီးကောင်းပါပြီလို့ပြောကလှည့်ထွက်ခဲ့တယ်ရှောင်းဟူကတော့ကျွန်တော်နောက်ကနေပြေးလိုက်လာခဲ့တော့တယ်နေဦးအကိုကြီးဘာလို့ဒီလောက်တောင်အလောတကြီးဖြစ်နေရတာလဲလို့ရှောင်းဟူကလှမ်းမေးပေမဲ့ကျွန်တော်ကတော့ခြေလမ်းတွေကိုအမြန်လမ်းပြီးလမ်းတစ်ဖက်ကန်းကိုပြန်ကူးခဲ့တယ်အဲ့ဒီမှာကုန်တင်ကားကြီးတစ်စီးစိုက်ထားပြီးသားဖြစ်ပြီးအလုပ်သမားတော်များများလည်းစစ်လိတ်တောက်ရင်စောင့်နေကြတာပေါ့အလုပ်သမားကောင်းဆောင်ကကျွန်တော်ကိုမြင်တာနဲ့စစ်လိတ်တို့ကိုချက်ချင်းအမိုက်ပုံနဲ့ပစ်လိုက်ပြီးမင်းကမစ္စတာကြီးဖြစ်ရမယ်လို့နှုတ်ဆက်တယ်ကျွန်တော်ကဟုတ်ပါတယ်ကျွန်တော်ပါပဲအပင်ပန်းခံပြီးကူညီပေးကြပါဦးလို့ပြောတော့သူကအာနာစရာမလိုပါဘူးဗျပတ်စံရလို့လုပ်ပေးတာပဲဟာတိတိကျကျလုပ်ပေးမှာပေါ့လို့ပြန်ပြောတယ်သူကဆိုင်ထဲကိုလှမ်းကြည့်လိုက်တော့ဆိုင်ထဲမှာပစ္စည်းတွေကအပြည့်ပဲကျွန်တော်လည်းသူတို့ကိုဆိုင်ထဲခေါ်သွားပြီးပစ္စည်းမှန်သမျှအကုန်လုံးကိုတဲခိုင်းလိုက်တယ်ဘာတစ်ခုမှမကြံခဲ့စေနဲ့လို့မှားထားတာပေါ့ညီကိုတို့စိတ်မပူကြနဲ့ပတ်စံကိုတော့ထိုက်တန်ပေးမှမို့လို့အခုပဲဆက်လုပ်ကြရအောင်လို့ပြောလိုက်တာနဲ့အလုပ်သမားတွေလည်းချက်ချင်းပဲလက်စွမ်းပြကြတော့တယ်တစ်ဖွဲ့ကပစ္စည်းတွေကိုဖြုတ်တယ်တစ်ဖွဲ့ကထုတ်ပိုးတယ်နောက်တစ်ဖွဲ့ကတော့ကားပေါ်တက်တင်တာပေါ့
အဲ့ဒီချိန်မှာပဲကျွန်တော်ဆိုင်ကဝန်ထမ်းလေးရှောင်းလင်းကိုလည်းဖုန်းဆက်ခေါ်လိုက်တယ်သူကဆိုင်နဲ့ဝင်လာခြင်းဘာတွေဖြစ်နေမှမသိလို့လမ်းဖြတ်သွားပြီးအကိုဘာတွေလုပ်နေတာလဲအကိုကိုဆိုင်ကနေနှင်ထုတ်လိုက်တာလားလို့ပြပြတလဲမေးတော့တာပဲကျွန်တော်ကသူ့လက်ထဲကိုဟင်းခတ်အမွှေးကြိုင်ဘူးတပူလှမ်းပေးရင်မဟုတ်ပါဘူးကွာငါတို့ဒီထက်ပိုကောင်းတဲ့နေရာကိုပြောင်းကြမလို့ပြောလိုက်တယ်သူကကျွန်တော်တို့ဘယ်နေရာကိုပြောင်းမှလဲလို့မေးလို့ကျွန်တော်ကလမ်းတစ်ဖက်ကန်းကဆိုင်ကိုညွှန်ပြလိုက်တော့သူကအဲ့ဒီနေရာက6လလောက်ပိတ်ထားတဲ့နေရာမဟုတ်လားအဲ့ဒီမှာတရေ6တယ်လို့ကြားဘူးတယ်လို့စိုးရိမ်တကြီးပြောလာရောကျွန်တော်ကရဲပြီးလူတွေလျှောက်ပြောတဲ့အတိတ်ပဲမရှိတဲ့စကားတွေကိုမယုံစမ်းပါနဲ့ကွာအင်ရှင်ကနိုင်ငံခြားသွားတော့မှမို့လို့ဈေးပေါ်ပေါ်နဲ့အမြန်ငားချင်နေတာလို့ပြောလိုက်တယ်ရှောင်းလင်းလဲဆက်ပြီးဘာမှမမေးတော့ပဲကျွန်တော်ကိုချက်ချင်းဝိုင်းပြီးထုတ်ပိုးပေးတော့တာပေါ့မနက်စောကြီး3နာရီလောက်ရောက်တော့ဆိုင်ဟောင်းတွေကပစ္စည်းတွေအားလုံးပြောင်းတလင်းခါသွားပြီးကျွန်တော်လည်းအလုပ်သမားတွေကိုတတ်မှတ်ထားတဲ့လောက်အားခထက်နှစ်ဆပို့ပေးလိုက်တော့သူတို့ခမများပျော်လွန်းလို့ကျေးဇူးတင်စကားတွေတွတ်ပြောရင်းထွက်သွားကြတယ်မိုးလင်းခါနီးအချိန်မှာတော့စိုင်းတစ်လေးဟာအကုန်လုံးအစင်းသင်းဖြစ်နေပြီးရှောင်းလင်းခမများလည်းတညလုံးမအိပ်ရပဲပင်မနေရှာတာကြောင့်အိမ်ပြန်ပြီးအနားယူဖို့နေလေပိုင်းကျမှဆိုင်ကိုပြန်လာဖို့ပြောပြီးပြန်လွတ်လိုက်တယ်မနက်6နာရီနေမင်းကြီးထွက်ပြလာတဲ့အချိန်မှာတော့ကျွန်တော်ဆန်ဆေးပြီးဒီနေ့အတွက်ပထမဆုံးစွပ်ပြုတ်အိုးကြီးကိုစပြီးတီးလိုက်တယ်မနက်9နာရီခွဲမှာတော့ကို့အတွက်ခောက်ဆွဲတပွဲပြုတ်ပြီးပြတင်းပေါက်နာမှာထိုင်ရင်အေးလူလူစားနေမိတာပေါ့အဲ့ဒီနေရာကနေကြည့်ရင်လမ်းတစ်ဖက်ကန်းကရင်းနှီးနေတဲ့ဆိုင်ဟောင်းလေးကိုလှမ်းမြင်နေရတဲ့ဆိုင်ရဲ့လက်ပြတကားကတော့စိတ်ပြအားငယ်နေတဲ့မျက်နှာတစ်ခုလိုပဲတင်းတင်းကြပ်ကြပ်ပိတ်ထားတာကျွန်တော်ခောက်ဆွဲစားလို့လဲပြီးတော့ရီမီသားစုစားတောက်ဆိုင်လို့ရေးထားတဲ့ဆိုင်ပုတ်ဟောင်းလေးကိုအဝတ်နဲ့တိတိကျကျတုပ်ပြီးဆိုင်တစ်ရဲ့တကားဝအပေါ်မှာချိတ်ဆွဲလိုက်တယ်ပြီးတော့စက်ကူအနီရောင်ပေါ်မှာဆိုင်ဖွင့်ပွဲအထိမ်းမှတ်ဟင်းပွဲအားလုံး20%ရှော့ဈေးလို့ရေးပြီးတကားဝမှာကတ်လိုက်တာပေါ့မနက်8နာရီတိမှာတော့ဖန်တီပေါ်ရောက်လာခဲ့တယ်သူကတင်းတင်းကြပ်ကြပ်ပိတ်ထားတဲ့လက်ပြတကားကိုခိတ္တမြကြောင်ကြည့်နေပြီးတော့မှအားနဲ့ဆွဲတင်လိုက်တယ်ဒါပေမဲ့တကားကတော့ခတ်မထားဘူးဝုန်းကနဲ့အတန်ကျကြီးနဲ့တကားပွင့်သွားတဲ့အချိန်မှာတော့ဆိုင်ထဲမှာဘာတစ်ခုမှမရှိပဲဗလာချင်းနေတာကိုတွေ့ပြီးသူလုံးဝစွန့်သွားတော့တာပဲသူမယုံနိုင်တော့အောင်ဖြစ်ပြီးဆိုင်ထဲကိုဝုန်းတိုင်းကျဲဝင်ပြေးတယ်ဟိုဟိုဒီဒီရှောက်ကြည့်တယ်ပြီးတော့မှအပြင်ကိုချက်ချင်းပြန်ပြေးထွက်လာတယ်အဲ့ဒီနောက်ကျွန်တော်စီဖုန်းဆက်မလို့ဖုန်းကိုထုတ်လိုက်တဲ့အချိန်မှာပဲရုတ်တရက်ခေါင်းမိုးကြည့်လိုက်တော့ကျွန်တော်ကသူ့ရှေ့မှာမတက်ရက်နေတာကိုတွေ့သွားတာပေါ့ကျွန်တော်ကဆိုင်တစ်ရဲ့ရှေ့မှာရင်နွေးချမ်းခွက်လေးကင်ပြီးသူ့ကိုတည်တည်ငြိမ်ငြိမ်ပဲစိုက်ကြည့်နေတာသူ့ရဲ့အကြည့်တွေကကျွန်တော်ခေါင်းပေါ်ကရင်းနှီးနေတဲ့စိုက်ပုတ်စီကိုဖြည်းဖြည်းချင်းရောက်သွားပြီးအဲ့ဒီနောက်မှာတော့ဆူဆူရဲရဲဖြစ်နေတဲ့အနီရောင်ကြော်ညာဆက်ကူစီရောက်သွားတယ်သူ့မျက်နှာတစ်ခုလုံးကြောက်ရွံ့လို့တောင့်တင်းသွားတာပေါ့အဲ့ဒီချိန်မှာပဲကျွန်တော်ရဲ့ပထမဆုံးဖောက်တည်ဖြစ်တဲ့အိမ်နီနာချင်းရက်ကွက်ကအတော်ကြီးလီရောက်လာခဲ့တယ်သူကမနက်တိုင်းကျွန်တော်ဆိုင်မှာဝန်တုံလာစားနေကြလေအတော်ကြီးလီကဆိုင်တစ်ကိုမြင်တော့အံ့ဩတကြီးနဲ့အလိုရှောင်းရီမင်းဆိုင်ပြောင်းလိုက်တာလားလို့လမ်းအောင်ပြောတယ်ကျွန်တော်ကလည်းဟုတ်ကဲ့အတော်လီနေရာတစ်ကပိုကျဲလို့ပါဒီနေ့ဆိုင်ဖွင့်ပွဲမှု20%လျှော့ဈေးရှိတယ်နော်အရင်အတိုင်းပဲပြင်ပေးရမလားလို့မေးလိုက်တယ်အတော်လီကဘာလို့မရရမှာလဲမင်းဘယ်နေရာပြောင်းငါကတော့လိုက်စားမှာပဲဒါနဲ့ဟိုဘက်ကလူယုံမှာအိမ်ရှင်ကဘာဖြစ်နေတာလဲသူကြည့်ရတာဘဝအကြောင်းတွေးတောနေပုံပဲလို့ပြောလာရောခန်တီပြောဟာကျွန်တော်တို့စကားပြောနေတာကိုအတိုင်းသားကြားနေရတာသူကရုတ်တရက်လှည့်ကြည့်လာပြီးကျွန်တော်ကိုလူတက်တော့မဲ့အကြည့်မျိုးနဲ့စိုက်ကြည့်တယ်ကျွန်တော်ကတော့သူ့ကိုလုံးဝဂရုမစိုက်ပဲဆိုင်ထဲကိုဝင်သွားလိုက်ပြီးအတော်လီခဏလေးစောင့်တော့ဝန်တုံပူပူလေးမကြခင်ရတော့မယ်လို့ပြောလိုက်တယ်အဲ့ဒီနောက်ဖန်တီးပေးဟာလမ်းတစ်ဖက်ကမ်းမှာနာယူဝက်နီးပါးလောက်မတ်တက်ရက်ပြီးငေးကြည့်နေခဲ့တာအဲ့ဒီအချိန်မှာကျွန်တော်ဆိုင်ထဲမှာတော့ဖောက်တီ3ဝိုင်းစာတောင်ထိုင်နေကြပြီဖောက်တဲ့တယောက်ကရှောင်းကြီးမင်းရဲ့ဆိုင်အစ်စ်ကဆိုင်ဟောင်းထက်ပိုပြီးလင်းလင်းချင်းချင်းရှိတာပဲဗျာဒါနဲ့ဟိုဘက်ကဆိုင်ကဘာလို့မဖွင့်တာလဲကျွန်တော်ဖြစ်လန့်သွားတာပဲမင်းဆိုင်ပိတ်ပြီးထွက်ပြေးပြီးအောက်မေးလို့ပြောတော့နောက်တစ်ယောက်ကဟာဗျာဘာထွက်ပြေးရမှာလဲရှောင်းကြီးရဲ့လက်ရကဘယ်နေရာရောက်လူကြိုက်များပြီးသားပဲဥစ္စာလို့ဝိုင်းပြောကြပြီးဖောက်တဲ့အဟောင်းတွေကညံ့ဆိုင်စကားဆက်ပြီးပြောနေကြတာပေါ့သူတို့အားလုံးကဒီရက်ွက်ထဲကအိမ်နီးနားချင်းတွေကြီးပဲကျွန်တော်ဆိုင်မှာစားလာတာ3နှစ်ရှိပြီကျွန်တော်ရဲ့လက်ရကိုတင်မကဘူးလူကဲခက်လဲယုံကြည်ကြတာဒါကြောင့်သူတို့ကလမ်းတစ်ဖက်ကန်းကဖန်တီးပုတ်ကိုလှမ်းကြည့်ပြီးနှာခေါင်းရှုံတာလောင်ပြုံးတာတွေလုပ်နေကြတယ်နောက်ဆုံးတော့ဖန်တီးပိတ်လှုပ်ရှားလာခဲ့ပြီးသူကတခုခုကိုထုတ်လိုက်တယ်ပြီးတော့လမ်းကိုဖြတ်ကူးပြီးအစ်စ်ဖွင့်ထားတဲ့ကျွန်တော်ဆိုင်စီကိုရှောက်လာတော့တာပဲဆိုင်ထဲမှာစားတောက်နေတဲ့ဖောက်တယ်တွေကသူ့ကိုမြင်တာနဲ့လက်ထဲကတူတွေကိုဘေးချပြီးလှမ်းကြည့်ကြတဲ့ဆိုင်ထဲကအခြေအနေကရုတ်တရက်တင်းမာသွားတာပေါ့ဝန်ထမ်းလေးရှောင်းလင်းတောင်နည်းနည်းကြောက်သွားပုံပဲကျွန်တော်ကရှောင်းလင်းကိုစိတ်အေးထားဖို့ပြောလိုက်ပြီးဖန်တီးပေါ်ရဲ့ရှေ့မှာတွားရက်လိုက်တယ်ဦးလေးဖန်ဘာကိစ္စရှိလို့လဲခင်ဗျားလို့မေးလိုက်တဲ့အချိန်မှာသူ့မျက်နှာတစ်ခုလုံးကဝက်အသေးချောက်လို့ဖြူရောနေတာပဲသူကအန်ကျိတ်ပြီးရီချန်မင်းဒါပါသဘောလဲမင်းငါ့ကိုလိန်ချင်တာလားလို့လှမ်းအော်တယ်ကျွန်တော်ကဦးလေးကိုဘာလဲလို့လဲဦးလေးပဲပြောတယ်လေသဘောမတူရင်ဖယ်ပေးနိုင်တယ်ဆိုလို့အခုကျွန်တော်ဖယ်ပေးလိုက်ပြီလေဦးလေးမှာဘာကန့်ကွက်စရာရှိသေးလို့လဲလို့ပြန်ပြောလိုက်တယ်သူကမင်းမှာလူချင်းဝတ်မရှိဘူးငါတို့အားလုံးကိုနှုတ်ကတိနဲ့သဘောတူပြီးသားလေမင်းအလိညာတွေပြောနေတာလို့ဆိုလာရောကျွန်တော်ကအေးစစ်စစ်ပဲပထမဆုံးအချက်ကကျွန်တော်တို့စာချုပ်အစ်စ်ဘာမှမချုပ်ရသေးဘူးဒုတိယအချက်ကဦးလေးကအကျိုးဆောင်ကိုစိုင်းတကားဝအထိခေါ်လာပြီးကျွန်တော်ကိုအကြက်ကန်ခဲ့တာအခုကျမှကျွန်တော်ကိုလာပြီးလူချင်းဝတ်အကြောင်းပြောနေသေးတယ်ဦးလေးကိုကောရေစရာကောင်းနေတယ်လို့မထင်ဘူးလားလို့ပြန်ချေပလိုက်တယ်အဲ့ဒီချိန်မှာဆိုင်ထဲကဖောက်တယ်တွေကလည်းဝင်ပြောကြတော့တာပေါ့ဟေ့ဝမ်အိုကြီးမင်းလောက်တာလဲလွန်ပါတယ်ရှောင်းကြီးကလူကောင်းလေးပါအရင်ကတစ်လ3500ပဲပေးရတာကိုအခုချက်ချင်း8500တောင်းတယ်ဟုတ်လားအဲ့ဒါတပြတိုက်တာနဲ့ဘာထူးလဲဟုတ်ပါဗျာမင်းလောက်တာတကယ်ယုံစရာကောင်းတယ်ဒီလူငယ်လေးစီးပွားရေးကောင်းတာကိုမနာလို့ဖြစ်ပြီးလောက်တာမလားတော်သေးတာပေါ့ရှောင်းကြီးကတခြားနေရာကိုချက်ချင်းပြောင်းနိုင်လို့မဟုတ်ရင်မင်းလက်ထဲမှာတွေးဆုပ်ခံရတော့မှာဖောက်တယ်တွေရဲ့ဝိုင်းပြောတဲ့တွေကြောင့်ဖန်တီပေါ်ရဲ့မျက်နှာကြီးကရှက်ကိုရှက်ကန်နဲ့နီးရဲလာလိုက်ဖြူရောသွားလိုက်ဖြစ်နေတော့တာပဲဗျာသူ့ကိုယ်သူလူအများကြားမှာဝိုင်းပြီးပြစ်မှတ်ထားခံနေရတာကိုသိလိုက်ရတဲ့အချိန်မှာဖန်တီပေါ်ဟာဒေါသထွက်လုံလို့ပောက်ကွဲမတက်ဖြစ်သွားတော့တာပေါ့ဒါကြောင့်သူကကျွန်တော်ကိုချိန်မောင်းပြီးပြင်းပြင်းထန်ထန်ချင်းချောက်လာတယ်ရီချန်မင်းမှတ်ထားလိုက်ဒါကဒီအတိုင်းပြီးသွားပြီလို့မင်းထင်နေလားဒီလမ်းမပေါ်မှာမင်းနောက်ထပ်ဘာစီးပွားရေးမှလုပ်လို့မရစေရဘူးငါအာမခံတယ်ကျွန်တော်ကလည်းပြန်ပြောလိုက်တယ်ကောင်းပါပြီကျွန်တော်စောင့်နေပါမယ်ဒါပေမဲ့ဦးလေးဖန်ကျွန်တော်တခုတော့ပြောပြရစီအခုခေတ်ကဥပဒေစိုးမိုးတဲ့လူဖွဲ့စည်းပြအကယ်၍ဦးလေးဘက်ကအတိတ်ပဲမရှိတာဥပဒေပြင်ပကိစ္စမျိုးတစ်ခုခုလာလို့ရဲရင်တော့ကျွန်တော်အချိန်မရွေးရဲတိုင်မှုအဆင်တင်ပဲဟုတ်ကဲ့အားလုံးကိုလည်းတောင်းပန်ပါတယ်ခင်ဗျာကျွန်တော်ကြောင့်လည်းလူကြီးမင်းတို့ထမင်းစားရတာအနှောက်အယှက်ဖြစ်သွားရတယ်ဒီနေ့တနေ့အတွက်အားလုံးကိုကျွန်တော်ဘက်ကအလကားကျွေးပြရစီကျွန်တော်အကောင့်ထဲကပဲရှင်းပါမယ်
ကျွန်တော်လည်းပြောပြီးတော့ဆိုင်ထဲမှာရှိတဲ့ဖောက်တယ်တွေအားလုံးကဝမ်းသာအားရနဲ့အော်ဟစ်အားပေးကြပြီးစူညံသွားတော့တာပဲဖန်တီပေါ်ကတော့ဆိုင်တကားဝမှာရက်ရင်ကျွန်တော်ကိုစက္ကန့်တော်ကြာအောင်စိုက်ကြည့်နေခဲ့သေးတယ်အဲ့ဒီနောက်မှာတော့လူတွေရဲ့ယွန်ရှာမုန်းတီးတဲ့အကြည့်တွေကြားထဲကနေသူ့ကားစီကိုကုတ်ကုတ်နဲ့ပြန်သွားပြီးကားမောင်းထွက်ပြေးသွားတော့တာပေါ့သူကားလေးလမ်းကွေထဲဝင်ပြီးပျောက်ကွယ်သွားတာကိုကြည့်ရင်ကျွန်တော်မျက်နှာပေါ်ကအပြုံးတွေကလည်းဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့တယ်ဖန်တီပေါ်လူစားမျိုးကဒီအတိုင်းအလွယ်တကူလက်လျှော့မဲ့လူမဟုတ်မှန်းကျွန်တော်ကောင်းကောင်းသိတာပေါ့သူအလင်းဘက်ကနေလာလို့မရရင်ကွယ်ရာကနေအကွက်ဆိုးတွေတုံးပြီးဒုက္ခပေးဖို့ကြံစီလာမှသိချတယ်ကျွန်တော်မီးဖို့ချောင်းတဲကိုပြန်ဝင်ခဲ့ပြီးအိုးထဲမှာတပုတ်ပွက်ဆူနေတဲ့စွပ်ပြုတ်ရည်တွေကိုငေးကြည့်နေမိတယ်အချိန်နဲ့အမျှကျွန်တော်ရဲ့အကြည့်တွေကလည်းပိုပြီးအေးဆက်လာခဲ့တာပေါ့စိတ်ထဲကနေလည်းမင်းဘာပဲလှုပ်ငါကတော့ပြန်တွန်းလှန်မှာပဲဘာပဲလာငါရင်ဆိုင်ဖို့အစင်တင်ပဲမင်းကကစားချင်တာလားရတယ်လေငါကိုယ်တိုင်မင်းနဲ့အတူကစားပေးမယ်ဟာလို့တွေးနေမိတယ်ဆိုင်တစ်လေးကတော့အရင်ကထက်ကိုစီကားလို့နေတဲ့ဒီပြဿနာဖြစ်ပြီးတဲ့နောက်မှာကျွန်တော်ရဲ့ဆိုင်လေးကရုတ်တရက်ရေပန်းစားသွားပြီးလူပြောသူပြောအများဆုံးနေရာတစ်ခုဖြစ်သွားခဲ့တာဒါကြောင့်ရက်ဆက်ဆိုသလိုဆိုင်မှာလူတွေအပြည့်ဖြစ်နေခဲ့တယ်ဝန်ထမ်းလေးရှောင်းရင်းဆိုရင်လည်းအသက်ရှူဖို့တောင်အချိန်မရှိတော့အောင်အလုပ်ရှုပ်နေတာကြောင့်အမြန်ဆန်ပဲစပွဲထိုးအကူတယောက်ကိုပါထန်ကားလိုက်ရတယ်အတီးရွက်ပို့ပေးတဲ့အကိုကြီးလင်းလည်းပုံမှန်အတိုင်းပြန်ပို့ပေးနိုင်ခဲ့ပြီဒါပေမဲ့ဖန်တီတိုကတော့အဲ့ဒီနေ့ကရှက်ရှက်နဲ့ထွက်ပြေးသွားတဲ့ကတခါမှပုံမလာတော့ဘူးသူကလမ်းတစ်ဖက်ကန်းကဆိုင်ဟောင်းကိုအကျိုးဆောင်စီမှာတလယွန်း1000နဲ့ပြန်တင်ထားတယ်လို့ကြားရတဲ့အကျိုးဆောင်ကသူ့ကိုဈေးနှုန်းကိုလက်တွေ့ကျကျတတ်မှတ်ပါလို့အကြံပေးပေမဲ့သူကတော့အရင်ကရှောင်းရီလုပ်တုန်းကစီးပွားရေးဒီလောက်ကောင်းတာပဲဒီနေရာကဒီဈေးနဲ့တန်နေဆိုပြီးဇွန်ညင်းနေကြတာသူကတခြားတယောက်စီကနေအမျက်ဆုံးထက်ရအောင်မယ်လို့တထစ်ချယုံကြည်နေတာလေကျွန်တော်ကလည်းသူဘာတွေဆက်လုပ်မလဲဆိုတာကိုစိတ်ရှည်လက်ရှည်နဲ့စောင့်ကြည့်နေခဲ့တယ်ဒါပေမဲ့ရက်တွေသာကုန်သွားတဲ့ဆိုင်ဟောင်းရဲ့တကားရှိမှာတော့ဆိုင်လာကြည့်တဲ့လူဖြစ်ငားမဲ့လူဖြစ်တယောက်မှပေါ်မလာခဲ့ဘူးသူဒီတိုင်းဆက်ပြီးမိုက်ယူရဲ့ဆန်နေအောင်မယ်လို့ကျွန်တော်ထင်နေတဲ့အချိန်မှာပဲပြဿနာကစတက်တော့တာပဲဒီအချိန်တွေကိုအရင်ဆုံးသတိထားမိတာကအတီးရွက်ပို့တဲ့အကိုကြီးလင်းမှာသူကကျွန်တော်ကိုညီလေးသတင်းတွေကြားမိသေးလားငါတို့ဆိုင်ကအတီးရွက်တွေကမတန်ရှင်းမှုဆိုပြီးကောလာဟာလာတွေထွက်နေတယ်လို့လာပြောတယ်ကျွန်တော်ကအကိုကိုဘသူပြောတာလဲလို့မေးတော့သူကဆိုင်ကိုလာနေကြဖောက်တဲ့အဟောင်းတွေလာမေးကြတာဗျာဟိုဘက်ကကုံစုံဆိုင်ဖွင့်ထားတဲ့အတော်ကြီးကျူလေသူကလူတွေတွေ့တိုင်းလိုက်မေးပြီးရှောက်ပြောနေတာလို့ပြန်ဖြေတယ်အတော်ကြီးကျူဆိုတဲ့လူကြီးကကျွန်တော်တို့ကိုဈေးအပေါ်ဆုံးအေးခဲသားတွေပဲတုံးတဲ့စီကလည်းရေမြောင်းတွေကပြန်ချက်ထားတဲ့စီပုတ်တွေတုံးတာဆိုပြီးဆွဆွဲချက်တွေလုပ်နေတာတော့အခုမှသတိရတယ်အဲ့ဒီအတော်ကြီးကျူကဖန်တီပေါ်ရဲ့မိမနဲ့တော်တော်လေးရင်းနှီးတဲ့လူပဲမာကျွန်းအတူတူကစားဖို့ကစားဖက်တွေလေပြီးတော့တချို့လူတွေပြောတာကမင်းကတကယ်စဖို့မှုအစင်တန်းလည်းမရှိပါဘူးဖန်တီပိုကမင်းကိုဆိုင်လက်ခတွေလာနဲ့ချီပြီးအကျွေးတင်လို့လူဆိုးမို့လို့ဆိုင်ကနေနှင်းထုတ်လိုက်တာပါလေဒါတွေကတက်တက်မဲ့မဟုတ်မမှန်လုပ်ကြံပြောဆိုနေတဲ့အတိတ်ပဲမရှိတဲ့စကားတွေမဟုတ်လားတကယ်ကိုမတရားတာပဲဖန်တီပိုကကိုယ်တိုင်ပေါ်မလာရဲတော့ပဲသူ့မိမကိုအတုံးချပြီးနောက်ွယ်ကနေကျိုးဆွဲနေမှန်းကျွန်တော်အထင်ရှားသိလိုက်ပြီးဒီလိုရုံညံ့တဲ့နီလန်းမျိုးကိုသူတို့လိုလူစားမျိုးတွေပဲတုံးတက်တာအဲ့ဒီနေ့မှာပဲဖန်တီပိုရဲ့မိမရှီရီဖန်ကိုယ်တိုင်ကွင်းဆင်းလာခဲ့တော့တယ်သူကလမ်းပေါ်ကကုံစုံဆိုင်ငယ်လေးတွေရဲ့ရှေ့မှာရက်ပြီးသူ့ရဲ့ဖရိုဖရဲကောက်ကွေးနေတဲ့စပင်ကြီးနဲ့တတွေးတစ်ဖက်ဖက်ထွေးပြီးကောလာဟာလာတွေကိုအော်ဟစ်ဖြန့်ဝေနေတော့တာဟုတ်ကွယ်အားလုံးကိုပြောပြရအောင်မယ်အဲ့ဒီရီမီသားစုစားတောက်ဆိုင်ကိုဘယ်တော့မှမသွားကြနဲ့နော်သူတို့တုံးတမြအမေရိကဈေးကလေးကပုတ်တိုးနေတဲ့အတီးရွက်တွေကြီးပဲအဲ့ဒီဆိုင်ရဲ့အိမ်ရှင်ကငါရဲ့ဆွေမျိုးရင်းချလေးသူကတနာလို့ဆိုင်ကိုငှားပေးထားတာကိုအဲ့ဒီကောင်ကဆိုင်ထဲမှာညစ်ပတ်ပြီးအောင်ထားတယ်ဖီယိုဖရဲလုပ်တယ်ပြီးတော့အိမ်လာခကိုလည်းကျွေးချံပြီးခိုးပြေးသွားတာဒီလိုလူမျိုးဖွင့်တဲ့ဆိုင်မှာဘသူကသွားစားရဲမှာလဲအောင်မယ်လေးသူ့ရဲ့အတန်ပြဲကြီးကတကယ်ကိုဆူရှာပြီးကျဲလုံးလို့လမ်းတစ်ဝက်လောက်အထိအတိုင်းသားကြားနေရတယ်လမ်းသွားလမ်းလာတချို့ဆိုရင်လည်းခြေလမ်းတွေရက်ပြီးကျွန်တော်ဆိုင်ဘက်ကိုဆက်ဆူတဲ့မျက်လုံးတွေနဲ့လှမ်းကြည့်ကြတာပေါ့အဲ့ဒီအချိန်မှာဆိုင်ထဲမှာထမင်းစားနေတဲ့ဖောက်တီအတော်များများလည်းရှိနေတာသူတို့လည်းဒီစကားတွေကိုကြားတော့မျက်နှာတွေချက်ချင်းပြက်ကုန်ကြတယ်ဝန်တန်းလေးရှောင်းလင်းဆိုရင်ဒေါသထွက်လွန်လို့မျက်နှာတစ်ခုလုံးဖြူကျော်ပြီးတမျက်စိကိုဆွဲတာအပြင်ကိုဝုန်းကနေပြေးထွက်ဖို့လုပ်တော့တာပဲအကိုကျွန်တော်အဲ့ဒီမိမကိုသွားပြီးချပစ်မယ်ကျွန်တော်ကသူ့ကိုချက်ချင်းဖမ်းဆွဲလိုက်ပြီးရှောင်းလင်းမင်းသွားပြီးရန်ဖြစ်ရင်သူ့ကွက်ထဲဝင်သွားလိမ့်မယ်သူကငါတို့ကိုလူအများရှိမှရန်ဖြစ်စေချင်တာပြဿနာကိုတမင်တကာအကြီးကျယ်လုပ်ပြီးငါတို့ရဲ့နာမည်ပြတ်အောင်ကောလာဟာလာတွေထပ်ဖြန့်ချင်နေတာလို့တားလိုက်တယ်ရှောင်းလင်းကဒါဆိုကျွန်တော်တို့ဘာလုပ်ရမလဲလို့မေးတော့ကျွန်တော်ကသူပြောချင်တဲ့လောက်အခုလွတ်ပြောခိုင်းထားလိုက်အခုသူဘလောက်ပဲဆွဆွဲနောက်ပိုင်းအမှန်တရားပေါ်လာတဲ့အခါသူပြုတ်ကြတာပို့ပြီးနာကျင်ရလိမ့်မယ်လို့ပြန်ပြောလိုက်တယ်ကျွန်တော်ဖုန်းကိုထုတ်လိုက်ပြီးရှီရီဖန်ရှိရာဘက်ကိုချိန်ကဗီဒီယိုရိုက်ကူးတဲ့ခလုတ်ကိုနှိပ်လိုက်တယ်9မိနစ်အပြည့်ဝကိုတိတိကျကျဗီဒီယိုရိုက်ထားတာပေါ့အဲ့ဒီဗီဒီယိုထဲမှာရှီရီဖန်ကကျွန်တော်အပေါ်မဟုတ်မမှန်ဆွဆွဲချက်တွေကိုတတိတန်းကြီးလုပ်ကြံပြောဆိုနေပြီးသူ့ဘေးကရင်းနှီးတဲ့ဆိုင်ပိုင်ရှင်အချို့ကလည်းမီးလောင်ရလေးပင်ပြီးဝိုင်းပြောနေကြတာတွေအားလုံးပါတယ်ကျွန်တော်ဖုန်းကိုဘေးချလိုက်ပြီးဆိုင်ထဲကဖောက်တယ်တွေကိုလှမ်းပြောလိုက်တယ်လူကြီးမင်းတို့ခင်ဗျာအပြင်မှာဘာတွေဖြစ်နေလဲဆိုတာကျွန်တော်တို့ရဲ့ဖောက်တဲ့အဟောင်းတွေအားလုံးသိကြမှာပါလူကြီးမင်းတို့ရဲ့ယုံကြည်မှုကိုအထူးပဲကျေးဇူးတင်ပါတယ်ဖောက်တဲ့အစ်စ်တွေစိတ်အေးစေဖို့အတွက်လည်းကျွန်တော်တို့မနက်ဖြန်မှာထူးခြားတဲ့အစီအစဉ်တစ်ခုလုပ်ပါမယ်မနက်ဖြန်မွန်းတဲ့10:00နာရီကစပြီးကျွန်တော်တို့ရဲ့မိဖို့ချောင်းကိုမိနစ်30ကြာလူအများရှိမှာအိတ်ဖွင့်စနစ်နဲ့ဖွင့်ပြပါမယ်လူကြီးမင်းတို့အားလုံးဆိုင်ထဲကိုဝင်လာပြီးကျွန်တော်တို့သုံးဆွဲနေတဲ့ဆန်ကြုံစီအသားနဲ့အသီးရွက်တွေရဲ့အရေးသွေးကိုကိုယ်တိုင်လာရောက်ကြည့်ရှုနိုင်ပါတယ်ကျွန်တော်ရီချန်ဟာစီးပွားရေးကိုကိုချင်းတရားတိတ်ခါတရားနဲ့အညီတန်တန်ရှင်းရှင်းလုပ်ကင်တာဖြစ်ပါတယ်ခင်ဗျာဖောက်တယ်တွေကလည်းချက်ချင်းပဲဝိုင်းပြီးထောက်ခံကြတယ်ရှောင်းကြီးမင်းကိုငါတို့ယုံကြည်ပြီးသားပါမနှက်ဖြန်ငါတေချာပေါက်လာကြည့်မယ်ငါအိမ်နီးနားချင်းတွေကိုပါအကုန်ခေါ်လာခဲ့မယ်အေးလေအဲ့ဒီရှာရှိတဲ့မိမကြီးတွေကိုငါတို့ရဲ့တန်ရှင်းမှုအစ်စ်မှန်ကဘာလဲဆိုတာပြပေးလိုက်စမ်းပါဆိုင်ထဲမှာတော့လူတွေကအာတက်တရောနဲ့ထပ်ပြီးစီကားသွားပြန်တဲ့တစ်ဖက်မှာတော့ရှီရီဖန်ကလမ်းတစ်ဖက်ကန်းကနေပွားစီရေယိုရင်ထွက်သွားတော့တာပေါ့ဟွန်းကျွန်တော်ကတော့ထွက်သွားတဲ့သူ့ရဲ့ကြောပြင်ကိုကြည့်ပြီးနှက်ခမ်းတောင်းကနေအေးဆက်ဆက်အပြုံးတစ်ခုနဲ့စိုက်ကြည့်နေမိတယ်ရှီရီဖန်ဖန်တီပေါ့မင်းတို့နှစ်ယောက်ကဒါနဲ့တင်ပြီးသွားပြီလို့ထင်နေလားတကယ်ပွဲကောင်းကြီးကအခုမှစမှာကွာနောက်တစ်နေ့ရောက်တော့ကျွန်တော်ဆိုင်ရဲ့မိဖို့ချောင်းကိုအများပြည်သူရှေ့ဖွင့်ပြမယ်ဖွင့်ပွဲတဲ့ဟာတလန်းလုံးမှာအဓိကစိတ်ဝင်စားစရာအကောင်းဆုံးစကားဝိုင်းဖြစ်လို့နေခဲ့ပါတော့တယ်ကျွန်တော်ဟာမနက်ဖြန်ပွဲအတွက်ဝေစာတွေကိုအစောကြီးကတည်းကအဆောင်ပေါင်းများစွာကြိုတင်ရိုက်နေထားခဲ့တဲ့အဲ့ဒီဝေစာပေါ်မှာတခြားဘာမှမရေးထားပဲရိုးရိုးရှင်းရှင်းနဲ့ထိရောက်တဲ့စကားလုံးနဲ့ငယ်ပဲရေးထားတာအပြစ်မရှိတဲ့သူကအပြစ်မရှိတယ်လို့အပြစ်ရှိတဲ့သူကလည်းအပြစ်ရှိတာပဲလူကြီးမင်းတို့ရဲ့အမှန်တရားနဲ့တိတ်ခါတရားကိုကိုယ်တိုင်လာရောက်မျက်မြင်ကြည့်ရှုဖို့ရီမီသားစုစားတောက်ဆိုင်ကမိဖို့ချောင်းတဲ့အထိဖိတ်ခေါ်အပ်ပါတယ်
ကျွန်တော်ကရှောင်းလင်းတဲ့စိတ်အားထက်သန်နေတဲ့ဖောက်တွေဟောင်းတချို့ကိုအကူအညီတောင်းပြီးအနီးနားကလူနေအိမ်ယာဝင်းတွေရုံးတန်းအဆောက်အုံတွေနဲ့ရက်ွက်ထဲက WeChat ကလူတွေထိအနှံ့လိုက်ဝေခိုင်းရှယ်ခိုင်းလိုက်တယ်ဒါတင်မကသေးဘူးကျွန်တော်ကိုယ်တိုင်လည်းမနေ့ကရိုက်ထားတဲ့ဗီဒီယိုတွေကရှီရီဖန်ရဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့မျက်နှာကို screenshot ရိုက်ပြီးဒီပွဲကြော်ညာနဲ့အတူလူမှုကွန်ရက်ပေါ်တင်လိုက်သေးတဲ့ပုံကိုတော့အပြည့်စုံတင်တာပေါ့ဒါပေမဲ့သူ့မျက်လုံးနေရာကိုတော့မီးလိုက်လေးနဲ့ကွယ်ပေးထားပြီးအောက်မာစာရန်လေးတစ်ကြောင်ပဲထည့်ရေးထားလိုက်တယ်ကောလာဟာလာတွေဟာအမျော်မြင်ရှိသူတွေနားမှာရက်တန်သွားတတ်တယ်လို့အမှန်တရားရဲ့ရှေ့မောက်မှာတော့လုံးဝအစပြောက်သွားတတ်ပါတယ်ဒီအချက်ကပဲလူတိုင်းရဲ့ဆက်စုခြင်းစိတ်ကိုအကြီးအကျယ်ဆွတ်ပေးလိုက်တယ်လို့ဖြစ်သွားတာပေါ့နောက်တနေ့မနက်10:00နာရီခွဲလောက်ရောက်တော့ကျွန်တော်ဆိုင်ရှိမှာလူအုပ်ကြီးကအရှိကြီးတန်းစီနေကြပြီဗျာလူတွေဟာတယောက်တစ်ပေါက်တိုးတိုးတိုးနဲ့ဝေဖန်ပြောဆိုနေကြပြီးကျွန်တော်ဘယ်လိုတက်တည်ပြမလဲဆိုတာကိုရင်ခုန်တကြီးစောင့်ကြည့်နေကြတာအဲ့ဒီလူအုပ်ထဲမှာဖန်တီပေါ်နဲ့သူ့မိန်းမရှိရီဖန်တို့လည်းရောက်နေတာကိုတွေ့လိုက်ရတယ်သူတို့နှစ်ယောက်ဟာလူအုပ်ကြားထဲမှာဟိုဟိုတီတီလျှောက်သွားနေကြပြီးမျက်နှာတွေကတော့တွေးမရှိသလိုဖြူရော်လို့နေတာပုံမွန်တဲ့10နာရီတိတိရောက်တဲ့အချိန်မှာတော့ကျွန်တော်တက်မှတက်ထားတဲ့အတိုင်းမိဖို့ချောင်းတကားကိုဖုံးကနေဖွင့်ချလိုက်တယ်လူကြီးမင်းတို့အားလုံးပဲကျွန်တော်ရဲ့မိဖို့ချောင်းတဲကိုလိုက်လိုက်လဲကြိုဆိုပါတယ်ခင်ဗျာဒီမိဖို့ချောင်းကိုကျွန်တော်တညလုံးအေးအေးပြက်ခံပြီးအသေးလဲပြောင်းစင်အောင်တိုက်ချွတ်စေးကြောထားတာမိဖို့ချောင်းတစ်ခုလုံးပြောင်းလဲနေလွန်းလို့မှန်ကြည့်လို့တောင်ရတယ်ဗျာကျန်းကျင်တွေကလည်း6တွေ့တန်ရှင်းနေပြီးစတီးမိဖို့တွေနဲ့ကောင်တာတွေကလည်းဖုံးသက်တောင်မရှိဘူးဝန်ထမ်းတွေရဲ့ကျန်းမာရေးထောက်ခံချက်လက်မှတ်တွေကိုလည်းနေရမှာတိတိကျကျချိတ်ဆွဲပြထားတယ်ထောက်တနေရမှာတော့အမိုက်ပုံးတွေကိုအမျိုးအစားလိုက်တိတိကျကျခွဲခြားပြီးတက်တက်ရက်ရက်တန်းစီထားတာပေါ့ကျွန်တော်ကလာကြည့်တဲ့လူအုပ်ကြီးကိုပစ္စည်းတစ်ခုချင်းစီလိုက်မိတ်ဆက်ပြလိုက်တယ်ဒါကတော့ကျွန်တော်တို့သုံးတဲ့ဆန်ပါတရုတ်ပြည်အရှေ့မြောက်ပိုင်းကထွက်တဲ့နာမည်ကြီးဟူချန်းဆန်အစ်စ်မှန်ဖြစ်ပါတယ်ဒါကတော့ဆိုင်မှာသုံးတဲ့ဟင်းချက်စီပါနာမည်ကြီးအမတ်တစိတ်ဖြစ်ပြီးမျိုးရိုးပြည်စားပြုပြင်မထားတဲ့စီအစ်စ်ပါဝယ်ယူထားတဲ့ပြည်စားတွေကိုလည်းအားလုံးမြင်နိုင်အောင်နေရမှာကပ်ပေးထားပါတယ်ခင်ဗျာလူတွေကပြည်စားကိုတွားကြည့်ကြပြီးဟုတ်ပါဗျာတကယ်ပြည်စားအစ်စ်ပဲရက်ဆွဲကလည်းမနေ့ကတင်ဝယ်ထားတာလို့အချင်းချင်းပြောကြတယ်ကျွန်တော်ကဆက်ပြီးဒါကတော့ဒီနေ့မနက်တင်လက်လက်ဆက်ဆက်ရောက်ထားတဲ့ဝက်သားတွေပါအသားရဲ့အယောင်သွေးနဲ့ကျုပ်ဆက်နိုင်တဲ့အီအီလေးဖြစ်နေတာကိုကြည့်ကြပါဦးဆိုင်မှာသုံးတဲ့အသီးရွက်မှန်သမျှကိုလည်းစီးစင်းနေတဲ့ရေအောက်မှာအနည်းဆုံး3ချိန်ထက်မနည်းတိတိကျကျစေးကြောတာဖြစ်ပါတယ်ခင်ဗျာလို့ရှင်းပြလိုက်တယ်ဒီတော့လာကြည့်တဲ့လူတွေတဲကတယောက်ကဒီမီးဖို့ချောင်းကငါအိမ်ထက်တောင်တန်ရှင်းနေပါဦးမယ်ရှောင်းရီကတကယ်ကိုစိတ်ဆက်တေချတဲ့လူပဲနော်လို့ချီးကျူးတယ်နောက်တစ်ယောက်ကလည်းအခုမှပဲစိတ်အေးသွားတော့တယ်နောက်ဆိုဒီဆိုင်မှာနေတိုင်းလာစားတော့မယ်လို့ပြောလာတာပေါ့ဒါပေမဲ့လူအုပ်ထဲကဒေါ်ကြီးကျန်းကတော့နှာခေါင်းရှုံပြီးစကားကိုတော့လှလှပပပြောတာပဲဒါပေမဲ့ဘယ်သူသိမှလဲမင်းတို့ဒီနေ့ပြဖို့တက်တက်ပဲတမင်လောက်ထားတာလဲဖြစ်နိုင်တာပဲလေလို့ကန့်ကွက်ရှာတဲ့အဲ့ဒီအခါဆိုင်ကဖောက်တေဟောင်းတယောက်ကချက်ချင်းဝင်ပြောပေးတယ်ဒေါ်ကြီးကျန်းဒေါ်ကြီးပြောတာမှနေပြီးကျွန်တော်ရှောင်းရီရဲ့ဆိုင်မှာစားလာတာ3နှစ်ရှိပြီတခါမှဘိုင်းနာဘိုင်းရှုံမဖြစ်ဘူးလူကတော့ဟန်ဆောင်လို့ရပြီမဲ့သူ့ရဲ့လက်ရနဲ့စေတနာကတော့ဟန်ဆောင်လို့မရဘူးပြက်လို့ဝိုင်းပြောကြတယ်ကျွန်တော်ကခေါင်းကြီးပြလိုက်ပြီးအတော်ကြီးတို့ကျွန်တော်ဘာလို့ဒီလိုမျိုးမိဖို့ချောင်းကိုဖွင့်ပြရလဲဆိုတာတွေးမိကြမှာပါဘာလို့လဲဆိုတော့မနေ့တုန်းကဒီလမ်းမပေါ်မှာပဲတော်တော်လေးစိတ်ကောင်းစေတနာရှိလာတဲ့အတော်ကြီးတယောက်ကကျွန်တော်ဆိုင်ကြောင်းတုတ်ကြံစလန်းတွေရှောက်ပြောနေလို့ပါပဲလို့ပြောပြီးဖုန်းကိုထုတ်ကမနေ့ကရိုက်ထားတဲ့ဗီဒီယိုကိုအတန်ကုန်ချဲပြီးဖွင့်ပြလိုက်တော့တယ်ဗီဒီယိုထဲကနေရှီရီဖန်ရဲ့ဆူရှာပြီးနားမခံတာတဲ့အတန်ပြဲကြီးထွက်လာတာပေါ့ဒီဆိုင်ကရေမြောင်းတွေကစီပုတ်တွေတုံးတာဈေးတွေကပုတ်တိုးနေတဲ့အရွက်တွေကိုကောက်တုံးတာဆိုတဲ့စကားတန်တွေထွက်လာတဲ့အချိန်မှာပဲမိဖို့ချောင်းတစ်ခုလုံးရုတ်တရက်ဝုန်းကနေတိတ်ဆိတ်သွားပြီးလူအားလုံးရဲ့အကြည့်တွေကလူအုပ်ကြီးရဲ့အစုံဆုံးမှာရက်နေတဲ့ဖန်တီပလိုတို့လင်မယားစီကိုတပြိုင်နက်တည်းရောက်သွားကြတော့တယ်ဗီဒီယိုကလည်းတကယ်အကြည့်ကြီးဆိုတော့ရုပ်တွေမျက်နှာတွေကအတိုင်းသားပဲဒီဗီဒီယိုကိုမကြည့်ရသေးတဲ့လူတွေဆိုရင်လည်းဗီဒီယိုတွေကစကားတွေကိုကြားပြီးရင်တထိတ်ထိတ်နဲ့အံ့ဩကုန်ကြတာပေါ့ကဲအားလုံးပဲကြည့်လိုက်ကြပါဒါကတော့ကောလာဟာလာတွေကိုစပြီးဖြန့်ဝေခဲ့တဲ့မြစ်ဖျားခံရပါပဲလို့ပြောပြီးကျွန်တော်ဗီဒီယိုကိုပိတ်လိုက်တယ်ပြီးတော့လူအုပ်ကြီးကိုတီတီငိမ့်ငိမ့်ပဲဝေးကြည့်လိုက်ပြီးနောက်ဆုံးမှာတော့ဖန်တီပေါ့နဲ့ရှီရီဖန်တို့စီမှာအကြည့်ကိုရက်လိုက်တယ်ကျွန်တော်ဒီလမ်းပေါ်မှာစီးပွားရေးလုပ်လာတာ3နှစ်ရှိပြီးကိုယ့်ရဲ့မနှက်ဖြန်တိုးတက်မှုအတွက်တိတ်ခါတရားနဲ့အညီတန်တန်ရှင်းရှင်းလုပ်ခဲ့တယ်လို့ရဲရဲကြီးပြောရဲပါတယ်ဒါပေမဲ့အိမ်ရှင်ဖြစ်သူကကျွန်တော်ပေါ်မတရားတဲ့အိမ်လက်ခတိုးမြင့်တောင်းဆိုမှုကိုကျွန်တော်သဘောမတူလို့ဆိုပြီးသူ့မိမကိုအတုံးချကဒီလိုရုံညံ့တဲ့နီးလန်းနဲ့ကျွန်တော်ရဲ့ဂုဏ်တိတ်ခါကိုဖျက်ဆီးဖို့ကြံစီခဲ့တာပါလူကြီးမင်းတို့ပဲဆုံးဖြတ်ပေးကြပါဒါတရားမျှတမှုရှိရဲ့လားဗျာကျွန်တော်လည်းပြောပြီးရောလူအုပ်ကြီးကဒေါသတကြီးနဲ့အော်ဟစ်ပောက်ကွဲကြတော့တာပဲဒါတကယ်ကိုအရှက်မရှိတဲ့လုပ်ရက်ပဲတတ်တတ်မဲ့ဆွဆွဲတာတကယ်ကိုလူမဆန်တဲ့လူစားတွေပဲကိုကိုပတ်စံရှာပေးနေတဲ့လူကိုမှပြန်ပြီးကြောက်ကောက်အောင်လုပ်ရက်တယ်အော်ဒါဆိုလက်ခတိုးတာမရလို့ကလည်းစားချီတာပေါ့လူအုပ်ကြီးစီကနေပြင်းထန်တဲ့ကဲရဲ့ရှုပ်ချတန်တွေဆဲဆူတန်တွေဟာမိုးပြန်မတက်ထွက်လာတော့တာပေါ့ဖန်တီပိုဟာလူအုပ်ကြားထဲမှာအဆက်တကွဲဖြစ်သွားပြီးသူ့မိမရဲ့လက်ကိုအတင်းဆွဲကလူအုပ်ကြီးကြားထဲကနေခေါင်းငိုက်ဆိုင်ချပြီးလစ်ထွက်သွားတော့တယ်ဒီပွဲကြီးပြီးသွားတဲ့နောက်မှာတော့ကျွန်တော်ရဲ့စားတောက်ဆိုင်လေးဟာပို့ပြီးတော့နာမည်ကြီးသွားခဲ့တယ်ဒီရက်ကွက်ထဲမှာရီမီသားစုစားတောက်ဆိုင်ဆိုရင်တန်ရှင်းမှုနဲ့စိတ်ချရမှုရဲ့ပြရုပ်တစ်ခုအဖြစ်လူတိုင်းကတတ်မှတ်လိုက်ကြတာပေါ့အဲ့ဒီနေ့မှတင်ပဲဖန်တီပေါ်ရဲ့ဆိုင်ဟောင်းကိုပလဲလို့လက်ဖက်ရည်ဆိုင်ဖွင့်ဖို့လာကြည့်တဲ့လူငယ်တယောက်ဟာဒီဇလန်အစအဆုံးကိုကြားသွားပြီးခေါင်းခါကဆိုင်ကိုငှားဖို့ချက်ချင်းလက်လျှော့ပြီးလှည့်ပြန်သွားခဲ့တယ်ဒီလိုမျိုးအိမ်ရှင်နဲ့ဆက်ဆံရမှာကတကယ်ကိုကြောက်စရာကောင်းလို့လေကျွန်တော်လမ်းတစ်ဖက်ကန်းကတင်းတင်းကြပ်ကြပ်ပိတ်ထားတဲ့လက်ပြတကားအမဲကြီးကိုလှမ်းကြည့်ရင်စိတ်ထဲမှာအေးချမ်းမှုကိုခံစားလိုက်ရတယ်ဖန်တီပေါ်မင်းရဲ့ဆုံးရှုံးမှုတွေကအခုမှစတာပဲရှိသေးတယ်ကွာမိဖို့ကြောင့်ဖွင့်ပြတဲ့ပွဲရဲ့နောက်ရက်တွေမှာတော့ကျွန်တော်ဆိုင်ရှိမှာလူတွေဟာအရှိကြီးတန်းစီပြီးအားပေးကြတော့တာပဲဝန်ထမ်းလေးရှောင်းလင်းဆိုရင်ဆိုင်တကားဝမှာလူတွေကိုအလှည့်ကျစနစ်တကျဖြစ်အောင်နေရာချပေးရင်အတန်တွေတောင်ဝင်ကုန်ရှာတယ်မွန်းတဲ့ချိန်လောက်မှာတော့အသက်လက်ပိုင်းရွယ်လူတယောက်လူအုပ်ကြားထဲကနေတိုးဝေပြီးဆိုင်ထဲကိုဝင်လာခဲ့တယ်ကြည့်လိုက်တော့ကျွန်တော်ဆိုင်ဟောင်းရဲ့ဘေးမှာစပင်ညက်ဆိုင်ဖွင့်ထားတဲ့ဦးလေးမှာဖြစ်နေတာပေါ့သူကလည်းဖန်တီပေါ်ရဲ့ဆိုင်မှာပဲငါဖွင့်ထားရတဲ့အိမ်ငါတယောက်ပဲလေသူကမစ္စတာမာခင်ဗျားတို့နေကောင်းကြရဲ့လားလို့နှုတ်ဆက်ရင်ဆိုင်ထဲဝင်လာတယ်ကျွန်တော်ကဟုတ်ကဲ့ကောင်းပါတယ်ဦးလေးမှာဒါနဲ့ဘာကိစ္စရှိလို့လဲခင်ဗျားလို့မေးတော့သူကငါမင်းကိုကျေးဇူးလာတင်တာပါရှောင်းရဲလို့ပြောတယ်ကျွန်တော်ကကြောင်သွားပြီးကျွန်တော်ကိုဘာအတွက်ကျေးဇူးတင်တာလဲဦးလေးရဲ့လို့ပြန်မေးလိုက်တာပေါ့ဦးလေးမာကတပြင်းချပြီးငါတို့အားလုံးအတွက်မင်းကကလဲစားချေပေးလိုက်လို့ပေါ့ကွာဖန်တီပေါ်ဆိုတာတကယ်ကိုကောက်ချစ်တဲ့လူယုံမာကြီးပြသူကငါရဲ့စပင်းညက်ဆိုင်လာကကိုလည်းအရင်က2000ကနေအခု4500အထိတိုးတောင်းနေတာငါတို့လိုအသေးစားလုပ်ငန်းရှင်တွေကအဲ့ဒီလောက်ပတ်စံဘဲကနေတွားရှာရမှာလဲငါလည်းသူ့ကိုမတရားဘူးဆိုပြီးအကြာကြီးညှင်းခုန်ခဲ့ရတယ်အဲ့ဒီတော့မှသူကနောက်ဆုံးရှော့ပေးတယ်လို့နဲ့နောက်ထပ်3လပဲဒီဈေးနဲ့ထားပေးမယ်လို့ပြောတာငါလည်းလွန်ခဲ့တဲ့ရက်ပိုင်းတွေကအဲ့လိုတော့မပြောနိုင်လောက်အောင်စိုးရိမ်ပူပန်နေခဲ့ရတာလို့ရင်ဖွင့်ရှာတယ်
ဦးလေးမာကဆက်ပြီးအခု3လပြည့်တော့မယ်ဆိုတော့ငါဘာဆက်လုပ်ရမှန်းမသိဖြစ်နေတာဒါပေမဲ့အခုတော့ငါသဘောပေါက်သွားပြီးဖန်တီးတို့ကမင်းကိုအိမ်လာခအစမတန်တိုးတောင်းပြီးတခြားအိမ်ကားတွေကိုချင်းချောက်ဖို့စံပြအဖြစ်သုံးချင်နေတာကွာအကယ်၍မင်းသာအရှုံးပေးပြီးတူတောင်းတဲ့ရွှင်8500ကိုသဘောတူလိုက်ရင်ငါတို့လိုအိမ်ကားတွေအားလုံးလည်းသူ့ရဲ့တွေးဆုပ်ချင်တဲ့မှုကိုဘာမှမတတ်နိုင်ပဲခေါင်းငုံခံကြရတော့မှလေးလို့ပြောတယ်သူစကားကြောင့်ကျွန်တော်တိလိုက်ရတာကဒါကကျွန်တော်တယောက်တည်းတင်မကဘူးသူကဟာဝဲပစ္စည်းဆိုင်ဖွင့်ထားတဲ့အဖိုးကြီးလီရောကုံစုံဆိုင်တေးလေးဖွင့်ထားတဲ့အကိုကြီးကြောက်ကိုပါအိမ်လာခတွေအစမတန်တိုးတောင်းပြီးအကြက်ကင်ထားတာပဲသူတို့အားလုံးကတာမန်လက်လက်စားအသေးစားစီးပွားရေးသမားလေးတွေမို့လို့ဖန်တီးပေါ်ရဲ့လောက်ရက်ကသူတို့ကိုလုံးဝအသက်ရှင်ရက်တည်လို့မရအောင်တက်ပြစ်လိုက်တယ်လို့ဖြစ်နေတာဒါပေမဲ့အခုတော့မင်းတကယ်ကိုကောင်းကောင်းကြီးလှုပ်လိုက်နိုင်တာပဲရှောင်းရီယာအခုရပိုင်းတွေထဲမှာဖန်တီးပေါ်ဟာတလန်းလုံးမှာလူရမဝင်တဲ့အပေခံကောင်းကြီးဖြစ်သွားပြီးဘသူကမှလည်းသူ့ကိုအဖက်မလုပ်တော့တယ်လို့သူကိုယ်တိုင်လည်းအိမ်လာခတိုးမြင့်မှုကိစ္စကိုဘာတလုံးမှထပ်ပြီးမဟရဲတော့ဘူးဟေ့လို့ဦးလေးမာကဝမ်းသာအားရနဲ့ပြောပြနေပါတော့တယ်ဦးလေးမာကဆက်ပြီးအကယ်၍အဲ့ဒီကောင်ကနောက်ထပ်မတရားတဲ့တောင်းဆိုမှုတွေထပ်လုပ်လာရင်လည်းမကြောက်နဲ့အောင်ရှောင်းရီငါတို့အားလုံးညီညီညွတ်ညွတ်နဲ့စူပေါင်းပြီးရက်ွက်ယုံဒါမှမဟုတ်လမ်းနယ်မြေအုပ်ချုပ်ရေးယုံစီသွားပြီးဖြန့်ဖြေခိုင်းကြမယ်သူအကြောက်ဆုံးကကိစ္စတွေကိုအကြီးအကျယ်ဖြစ်သွားမှာပဲမင်းသဘောပေါက်တယ်မလားမစ္စတာကြီးမင်းကတော့တကယ်ကိုငါတို့ရဲ့အားကိုးရဆိုင်ကောရအစ်စ်ပဲပြဒါနဲ့စကားမဆက်နောက်ဆိုမင်းငါဆိုင်မှာလာညက်ရင်စပင်ညက်ခကို90%အထိရှော့ပေးမယ်ဟေ့လို့အတက်တရောပြောရှာတယ်ဦးလေးမာကိုနှုတ်ဆက်ပြီးထွက်လိုက်တဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာခံစားချက်တွေတမျိုးပြောင်းလဲသွားခဲ့တဲ့အစားကတော့ကျွန်တော်ရဲ့တုံ့ပြန်မှုဟာကိုကောက်ကွယ်ဖို့တက်တက်ပဲဖြစ်ခဲ့တာဒါပေမဲ့အခုကြည့်ရတာဒီကိစ္စကဒီထက်မှကပိုပြီးနှဆိုင်တဲ့အထိပ္ပယ်ကိုဆောင်းလာပြီးကျွန်တော်ဟာဒီတိုက်ပွဲမှာတယောက်တည်းမဟုတ်တော့ဘူးလေမွန်လွယ်ပိုင်းကျတော့လမ်းတစ်ဖက်ကန်းကကျွန်တော်ရဲ့ဆိုင်ဟောင်းစီကိုတွားကြည့်မိတယ်ဆိုင်တကားကတင်းတင်းကြပ်ကြပ်ပိတ်ထားတော့မယ်ဒါပေမဲ့ဆိုင်တကားပေါ်မှာတော့စာလုံးကြီး3လုံးကိုအနီရောင်ဆေးနဲ့ရုတ်တရက်ရေးချစ်ထားတာကိုတွေ့လိုက်ရတယ်အဲ့ဒါကတော့လူမိုက်တွေးဆုပ်ကောင်ဆိုတဲ့စာသားပဲစာလုံးတွေကကောက်ကွယ်နဲ့လက်ရမလာပေမဲ့တွေးလို့ရဲနေတာကတော့အထင်ရှားပဲပြရေးတဲ့လူကတော်တော်လေးကိုဒေါသထွက်နေခဲ့ပုံပဲပြီးတော့ဘေးနားမှာလက်တကောင်ကိုပါတွဲပြီးဆွဲထားသေးတယ်ဖန်တီးဖို့တယောက်ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ကဘလို့မျက်နှာမျိုးဖြစ်သွားမလဲဆိုတာကျွန်တော်မတွက်တတ်တော့ဘူးတကယ်ကိုအားရစရာကောင်းတဲ့ပြက်ကွက်ကြီးပါပဲနောက်ရက်တွေမှာတော့ဖန်တီးပေါ်ရဲ့ဆိုင်ကန်းဟာတလန်းလုံးရဲ့လှောင်ပြောင်စရာအော်ကလီဆန်စရာဖြစ်ပျက်ကြီးဖြစ်သွားခဲ့တော့တဲ့သတင်းတွေအရသူကအိမ်လခကိုအရင်တိုင်းယွမ်3500အထိပြန်လျှော့ချလိုက်တယ်လို့ကြားရပေမဲ့ဘသူတူတယောက်ကမှလာပြီးမစုံစမ်းတော့ဘူးအိမ်လခကိုပဲအားကိုးပြီးအသက်မွေးဝမ်းကြောင်းပြုနေရတဲ့အိမ်ပိုင်ရှင်တယောက်အနေနဲ့မိမိအိမ်ကိုငှားမဲ့လူလည်းမရှိနာမည်ကလည်းတလန်းလုံးမှာပုတ်စော်နှံသွားပြီဆိုတော့သူဘာမှဆက်လုပ်လို့မရတော့ဘူးပေါ့သူဒီလောက်ဆိုငြိမ်သွားလိမ့်မယ်လို့ကျွန်တော်ထင်ခဲ့တာဒါပေမဲ့လူတယောက်ရဲ့ယုံညံ့မှုအောက်တန်းကြမှုကဘလောက်အထိနှက်ဆိုင်သွားနိုင်လဲဆိုတာကိုကျွန်တော်ရှော့တွက်မိခဲ့တာပဲအဲ့ဒီနေ့ညနေပိုင်းဆိုင်ပိတ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲအလိုဖះကြီးကျွန်တော်အမိုက်ထွက်ပြေးရင်းနဲ့လမ်းကြောင်းနားမှာဖန်တီးပုတ်တယောက်ဖုန်းကိုဆက်နေတာကိုလှမ်းမြင်လိုက်ရတယ်။သူကဖုန်းထဲမှာသူတို့ကိုတိုင်ပစ်မယ်တေချာပေါက်တိုင်မယ်သူတို့ဆိုင်ရဲ့မိဘေးလုံခြုံရေးအားနေတာတွေတန်ရှင်းရေးအားနေတာတွေကိုအာနာပိုင်းတွေစီလိုက်တိုင်ပစ်မယ်လို့ပြောနေတာကိုအတိုင်းသားကြားလိုက်ရတာပြီးတော့သူကငါ့မှာအထက်ပိုင်းဌာနဆိုင်ရာမှာတီးတဲ့လူတွေရှိတယ်သူတို့ဆိုင်ကိုပိတ်သွားအောင်ထိတွန်းအားပေးခိုင်းလိုက်မယ်လို့လည်းကြုံရနေသေးတယ်။ကျွန်တော်ဆိုင်တကားနာအထိတိုးသွားပြီးလှမ်းကြည့်လိုက်တော့မလန့်မကန့်ထောက်တနေရာမှာဖန်တီးပုတ်တယောက်တကယ်ပဲဒေါသတကြီးနဲ့ဆဲဆူချိန်မောင်းနေတာကိုမြင်လိုက်ရတာပေါ့။နောက်တနေ့မနေ့ရောက်တော့သူမနေ့ကဆဲဆူချိန်မောင်းခဲ့တဲ့အတိုင်းပဲပြဿနာတွေကတကယ်ပဲရောက်လာခဲ့တော့တယ်ပထမဆုံးရောက်လာတဲ့အဖွဲ့ကတော့ယူနီဖောင်းပြည့်စုံဝတ်ဆင်ထားတဲ့ကျန်းမာရေးနဲ့တန်ရှင်းရေးဌာနကဝန်ထမ်း3ယောက်ပါသူတို့ကကျွန်တော်တို့ကဈေးကွက်ဆောင်ကြည့်ကြီးကြပ်ရေးဦးစီးဌာနကဖြစ်ပါတယ်ဒီဆိုင်မှာအစားအသောက်ဘေးကင်းလုံခြုံမှုနဲ့ပတ်သက်ပြီးကြီးလေးတဲ့အန္တရာယ်တွေရှိနေတယ်ဆိုတဲ့ပြည်သူလူထုရဲ့တိုင်ကြားချက်ကိုလက်ခံရရှိထားလို့အခုလိုရုတ်တရက်ရှောင်းတခင်လာရောက်စစ်ဆေးရခြင်းဖြစ်ပါတယ်လို့ပြောတယ်ဆိုင်ထဲမှာစားတောက်နေတဲ့ဖောက်တယ်တွေအားလုံးကလည်းထမင်းစားတာကိုခစ်တရက်ပြီးသူတို့ကိုဆက်စုတဲ့မျက်လုံးတွေနဲ့ဝိုင်းကြည့်ကြတာပေါ့ကျွန်တော်ကတော့အေးအေးဆေးဆေးပဲစစ်ဆေးမှုကိုလိုက်လဲကြိုဆိုကြောင်းနဲ့ဘလို့ပူးပေါင်းဆောင်ရွက်ပေးရမလဲလို့မေးလိုက်တယ်သူတို့ကဝန်ထမ်းအားလုံးရဲ့ကျန်းမာရေးထောက်ခံချက်လက်မှတ်တွေကိုတောင်းနေပြီးတော့မိဖို့ကြောင့်နဲ့ကုံလောင်ယုံကိုပါစစ်ဆေးဖို့ပြောတာကြောင့်ရှောင်းလင်းကကျန်းမာရေးလက်မှတ်တွေကိုထုတ်ပေးပြီးကျွန်တော်ကိုယ်တိုင်သူတို့ကိုဆိုင်နောက်ဖက်စီခေါ်သွားခဲ့တယ်သူတို့ကတကယ်ကိုစစ်ဆက်တေချာလုံးလို့နေရအနှံ့ကိုအနှုတ်စိတ်လိုက်ရှာတော့တာပဲဝန်ထမ်းတယောက်ဆိုရင်လက်နှိပ်တမီကိုတုံးပြီးမိဖို့ကြကအကြောင်းတွေနဲ့နိုင်ရန်တောင်းတွေကိုတိတိကျကျလှမ်းထိုးကြည့်တယ်နောက်တစ်ယောက်ကတော့ရေခဲတစ်တာကိုဖွင့်ပြီးအေးခန့်နဲ့အေးခဲခန့်တွေရဲ့အပူချိန်တိုင်းကရိယာနဲ့တေချာတိုင်းတာစစ်ဆေးတယ်တတိယတစ်ယောက်ကတော့ပစ္စည်းတွေရဲ့တက်တန်းကုန်ဆုံးမဲ့ရက်စွဲတွေနဲ့ကုန်ကျန်းမျိုးရဲ့မာယူမှုပုံစံတွေကိုတိတိကျကျစစ်ဆေးနေခဲ့တာဒါပေမဲ့ကျွန်တော်ရဲ့မိဖို့ချောင်ကတော့စိုင်းဖွင့်ပွဲတုန်းကအကြီးအကျယ်တန်ရှင်းရေးလုပ်ထားပြီးသားဖြစ်ုံနဲ့မကပဲအများအားလည်းအကောင်းဆုံးအခြေအနေဖြစ်အောင်ထိန်းသိမ်းထားတာကြောင့်သူတို့ဘလို့ပဲအပြစ်ရှာဘာအပြစ်အနာစာမှရှာမတွေ့ခဲ့ဘူးဗျာစစ်ဆေးပြီးတဲ့နောက်အရာရှိကစစ်ဆေးချက်အရလူကြီးမင်းတို့ဆိုင်ရဲ့တန်ရှင်းရေးစံချိန်စံညွှန်းဟာတတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေနဲ့အပြည့်အဝကိုက်ညီမှုရှိပါတယ်ကျွန်တော်တို့ဘက်ကစစ်ဆေးမှုအစီရင်ခံစာထုတ်ပေးမှာဖြစ်ပြီးနောက်မှာလည်းဒီလိုအဆင့်တန်းမျိုးကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့မျှော်လင့်ပါတယ်လို့ပြောတယ်ကျွန်တော်ကလည်းကျေးဇူးတင်ပါတယ်ခင်ဗျာအမြဲတမ်းကြည့်ဆိုင်သွားပါမယ်လို့ပြန်ပြောလိုက်တယ်သူတို့ထွက်သွားပြီးတိတ်မကြခင်မှာပဲနောက်ထပ်လူအချို့ဆိုင်တွေကိုထပ်ဝင်လာပြန်ရောဒီတစ်ခါတော့မိသက်ဌာနကဖြစ်ပါတယ်ဒီဆိုင်ရဲ့တာဝန်ခံဘယ်သူလဲလူကြီးမင်းတို့ဆိုင်မှာမိဘေးလုံခြုံရေးအကာအကွယ်ပစ္စည်းတွေအပြည့်အစုံမရှိဘူးပြီးတော့အရေးပေါ်ထွက်ပေါက်တွေမှာလည်းပစ္စည်းတွေပိတ်ဆို့ထားတဲ့ဆိုတဲ့တိုင်ကြားချက်ရထားလို့ပါဆိုင်ထဲကဖောက်တယ်တွေလည်းဒါကိုကြားကောချက်ချင်းအခြေအနေကိုသဘောပေါက်သွားကြတာပေါ့ဒါကတက်မဲ့ရန်ရှာနှောက်ယှက်နေတာမဟုတ်လားဟုတ်တယ်တေးချတယ်တစ်ဖွဲ့ထွက်တစ်ဖွဲ့ဝင်ဖြစ်နေတာဒါတေးချပေါက်ကိုအကျင့်မကောင်းတဲ့အိမ်ရှင်အဟောင်းကောင်ရဲ့လက်ချက်ပဲလို့ဖောက်တယ်တွေကဝိုင်းပြောကြတယ်ကျွန်တော်လည်းအမြန်ပဲရှေ့ကိုထွက်လိုက်ပြီးကျွန်တော်ဆိုင်မန်နေဂျာပါဘာတွေစစ်ဆေးဖို့လိုမလဲခင်ဗျားလို့မေးလိုက်တယ်မိသက်သမားတွေဟာသူတို့အလုပ်ကိုတကယ်ပဲစစ်ဆက်တေချာစွာလုပ်ကင်ကြတယ်သူတို့ကမိသက်ဘူးတွေပေါ်ကထုတ်လုပ်တဲ့ရက်စွဲတွေနဲ့ APR တိုင်းကရိယာတွေကိုစစ်ဆေးတယ်ဘေးကင်းရထွက်ပေါက်လမ်းကြောင်းတွေမှာပိတ်ဆို့နေတာမျိုးမရှိကြောင်းတေချာအောင်စစ်တယ်ဒါတွေမကသေးပဲမိကိုပြအာယုံခံကရိယာတွေကောင်းကောင်းအလုပ်လုပ်မလုပ်ကိုပါစမ်းသပ်စစ်ဆေးခဲ့ကြတာရလက်ကတော့အစောပိုင်းကတန်ရှင်းရေးစစ်ဆေးမှုအတိုင်းပဲအားလုံးကောင်းမွန်နေတာပေါ့အရာရှိကမိဘေးလုံခြုံရေးဆိုတာကစားစရာမဟုတ်ပါဘူးလူကြီးမင်းတို့ဘက်ကတကယ်ကိုစနစ်တကျပြင်ဆင်ထားတာတွေ့ရလို့ချီးကျူးထိုက်ပါတယ်လို့ပြောတယ်ကျွန်တော်ကျေးဇူးတင်စကားတောင်ပြန်မပြောရသေးခင်မှာပဲဆိုင်တကားဝါကနေနောက်ထပ်ဆူညံတန်တစ်ခုထပ်ကြားရပြန်တယ်ခွင့်ပြုပါဦးခင်ဗျာဒါရီမိသားစုစားတောက်ဆိုင်လားဒီတစ်ခါတော့စက်မှုလက်မှုနဲ့ကုတန်းရောင်းဝယ်ရေးဦးစီးဌာနကဝန်ထမ်းတွေဖြစ်နေပြန်ရောကျွန်တော်လည်းအသက်ကိုပြင်းပြင်းတစ်ချက်ရှူပြီးဟုတ်ကဲ့ဒါရီမိသားစုစားတောက်ဆိုင်မှာဒီတစ်ခါဘာကိစ္စရှိလို့လဲခင်ဗျာလို့ထွန်းမိလိုက်တယ်
သူတို့ကဆိုင်ရဲ့လုပ်ငန်းလိုင်စင်ကိုစစ်ဆေးပြီးမဟုတ်မမှန်ကြော်ညာထားတာမျိုးရှိမရှိကိုစစ်ဆေးကြတယ်ကျွန်တော်ကဆိုင်အသစ်ရဲ့လိုင်စင်အသစ်ကိုထုတ်ပေးလိုက်တာပေါ့အဲ့ဒီလိုင်စင်ပေါ်မှာတရားဝင်ကိုယ်စားလှယ်အမည်ကကျွန်တော်နာမည်ဖြစ်နေတာပြီးတော့သူတို့ကဆိုင်တကားဝမှာချိတ်ထားတဲ့ဆိုင်ဘုတ်ကိုညွှန်ပြပြီးမေးလာတယ်အဲ့ဒီဆိုင်ဘုတ်အနီရောင်ပေါ်မှာဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အားလုံးကို20%လျှော့ဈေးလို့ရေးထားတာကိုသူတို့ကတရားဝင်မှတ်ပုံတင်ထားခြင်းရှိမရှိမေးတာပါကျွန်တော်ကဒါကရေတိုအယောင်မြင့်တင်ရေးလှုပ်ရှားမှုတစ်ခုသာဖြစ်ပြီးဥပဒေပေါင်းတွင်းကပဲလုပ်တာပါလို့ရှင်းပြလိုက်တယ်သူတို့လည်းဆိုင်ထဲကိုတပတ်ပတ်ကြည့်ပြီးဘာပြစ်မှရှာမရပဲလက်ပလာနဲ့ပြန်ထွက်သွားကြရတာပေါ့မထွက်သွားခင်မှာပဲတာဝန်ခံအရာရှိကကျွန်တော်ကိုအတိတ်ပဲပါနဲ့လှမ်းကြည့်ပြီးစကားတခုပြောခဲ့တယ်စီးပွားရေးလုပ်ရတာမလွယ်ကူဘူးဆိုတာနားလည်ပါတယ်ဒါပေမဲ့မင်းဘက်ကလိုအပ်တဲ့ license ခွင့်ပြုချက်တွေအားလုံးရှိပြီးဥပဒေနဲ့အညီတရားဝင်လုပ်ကိုင်နေတဲ့ပြီးတော့ဘယ်သူမှမင်းကိုလာပြီးထိခိုက်အောင်လုပ်လို့မရပါဘူးတချို့လူတွေရဲ့နှောက်ယှက်မှုတွေကိုစိတ်ထဲထည့်မခံစားပါနဲ့သူတို့ကအများပြည်သူဆိုင်ရာအရင်းအမြစ်တွေကိုတတ်မဲ့လာပြီးဖြုံးတီးနေကြတာဒီကိစ္စကိုကျွန်တော်တို့ဘက်ကပဲတိတိကျကျကိုင်တွယ်ဖြေရှင်းလိုက်ပါမယ်ကျေးဇူးတင်ပါတယ်တတိယမြောက်အစိုးရစစ်ဆေးရေးအဖွဲ့လည်းဆိုင်ထဲကနေထွက်သွားရောဆိုင်ထဲကဖောက်တဲ့တယောက်ကအားရပါရနဲ့လမ်းအောင်ပြောတော့တယ်ဟာကောင်းတယ်ရှောင်းကြီးအခုတော့အဲ့ဒီလူယုံမာကြီးနောက်ထပ်ဘာကွက်ဆိုးတွေထပ်ထုတ်ဦးမလဲဆိုတာငါတို့စောင့်ကြည့်ကြသေးတာပေါ့ဗျာဖြောင်းမမှန်ကန်တဲ့စိတ်နှလုံးရှိတဲ့သူဟာဘလို့ဆွဆွဲချက်ကိုမှကြောက်စရာမလိုပါဘူးဗျာဖောက်တယ်တွေရဲ့အဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာကျွန်တော်နှာခေါင်းနဲ့တစ်စစ်စစ်နဲ့ဝမ်းနဲ့ဝမ်းသာခံစားချက်တွေလှိုက်တက်လာပြီးမျက်ရည်တောင်ဝဲမိမတက်ဖြစ်သွားရတယ်ကျွန်တော်လည်းလူအုပ်ကြီးကိုချက်ချင်းပဲအမြန်ဥညွတ်လိုက်ပြီးအားလုံးကိုတကယ်ပဲကျေးဇူးတင်ပါတယ်ခင်ဗျားလို့လှိုက်လဲပြောလိုက်တော့တာပေါ့ဒီလိုမျိုးမတရားနှောက်ယှက်စစ်ဆေးခံရတဲ့အခက်အခဲကြီးပြီးသွားတဲ့နောက်မှာကျွန်တော်ရဲ့စီးပွားရေးကကျဆင်းမသွားတဲ့အပြင်အဲ့ဒီဆိုင်ဘုတ်အနီအောင်ကြော်ညာစာတန်းလေးကိုဖြုတ်လိုက်တဲ့အချိန်မှာဆိုင်ကပို့ပြီးတော့တောင်ရောင်းကောင်းလာခဲ့သေးတယ်မနက်ခင်းတစ်ခုတည်းတင်ဥပဒေစိုးမိုးရေးအာဏာပိုင်အဖွဲ့အစည်း၃ခုရဲ့လှိုင်းလုံးကြီး၃လုံးလိုဝင်ရောက်စစ်ဆေးမှုကိုကြုံခဲ့ရပြီးတစ်ချိန်စီတိုင်းမှာလည်းဘာအပြစ်မှရှာမရပဲရာနှုန်းပြည့်အောင်မြင်စွာကြော်ဖြတ်နိုင်ခဲ့တာဟာတလန်းလုံးမှာရုပ်တဲနဲ့နောက်ထပ်စိတ်လှုပ်ရှားစရာသတင်းကြီးတစ်ခုဖြစ်သွားပြန်ရောအခုဆိုရင်ကျွန်တော်ရဲ့စားတောက်ဆိုင်လေးဟာရိုးရိုးသားသားနဲ့စံနှုန်းပြေးွားတဲ့ဆိုင်လေးတစ်ခုတည်းမကပဲတခြားဆိုင်တွေပါအတူယူရမယ့်စံပြတ်နမှုနာပြဆိုင်ကြီးဖြစ်သွားခဲ့ပြီးလူတွေကတော့ဒီဆိုင်မှာလာစားရင်လုံခြုံစိတ်ချရမှု၃ထပ်ကျန်းမာရေးမိဘေးတရားဝင်မှုတောင်းရတာဆိုတော့ကိုယ့်အိမ်မှာကိုချက်စားတာထက်တောင်ပိုပြီးစိတ်အေးရသေးတယ်ဆိုပြီးစနောက်ပြီးချီးကျူးကြတဲ့အထိပဲဒါကြောင့်အဲ့ဒီနေ့ညနေပိုင်းမှာတင်မယ်ကျွန်တော်ကွန်ပျူတာဆိုင်ဘုတ်တစ်ခုအတွက်ပတ်စံပေးပြီးမှာလိုက်တယ်လို့ပိုစတာအများကြီးကိုလည်းတိတိကျကျရိုက်နှိပ်လိုက်တဲ့အဲ့ဒီပိုစတာတွေပေါ်မှာအကြီးဆုံးစာလုံးကြီးတွေနဲ့ဒီလိုရေးထားတာပေါ့ဈေးကွက်ဆောင်ကြီးကြီးကြပ်ရေးဦးစီးဌာနမိသက်ဌာနနဲ့စက်မှုလက်မှုနဲ့ကုတန်းရောင်းဝယ်ရေးဦးစီးဌာနတို့မှအရာရှိကြီးများကျွန်တော်တို့ဆိုင်တို့လာရောက်စစ်ဆေးပြီးလမ်းညွှန်မှုပေးခဲ့ခြင်းကိုလှိုက်လဲကြိုးဆိုဂုဏ်ပြုအပ်ပါသည်သက်ဆိုင်ရာဌာနများ၏တေချာစွာစစ်ဆေးမှုများအရကျွန်တော်တို့စားတောက်ဆိုင်သည့်အစားအသောက်ဘေးကင်းလုံခြုံမှုမိဘေးလုံခြုံရေးနှင့်ဥပဒေနှင့်အညီတရားဝင်လုပ်ကိုင်ဆောင်ရွက်မှုစံနှုန်းအားလုံးနှင့်ကိုက်ညီပါကြောင်းတက်တည်ပြနိုင်ခဲ့ပါသည်အဲ့ဒီစာသားရဲ့အောက်ခြေမှာတော့စာလုံးအနေငယ်တေးသေးလေးနဲ့အစိုးရမှစစ်ဆေးတိမှတ်ပြုထားသောယုံကြည်စိတ်ချရသည့်စားတောက်ဆိုင်ဖြစ်ပါသည်လူကြီးမင်းတို့အားလုံးလာရောက်မြည်ဆန်းဖို့ဖိတ်ခေါ်အပ်ပါသည်လို့ထပ်ဖြည့်ရေးထားလိုက်တယ်ကျွန်တော်ကအဲ့ဒီပိုစတာကိုစိုက်တကားဝရဲ့အထင်ရှားဆုံးနေရာမှာကတ်ထားလိုက်ပြီးအဲ့ဒီနောက်မှာတော့တရားဥပဒေကိုဖြောင့်မတ်စွာဆောင်ရွက်ပြီးပြည်သူအတွက်စိတ်ရင်းမှန်ဖြင့်အလုပ်ကျွေးပြုခြင်းလို့ရေးထားတဲ့မှန်ကူကွက်ဂုဏ်ပြုဆိုင်ပုတ်ကြီးကိုကင်ကလူအများကြီးရဲ့ရှေ့မှာတင်ရက်ွက်ရုံခန်းစီကိုတွားပြီးတော့စီးပွားရေးလုပ်ငန်းငယ်လေးတစ်ခုအပေါ်ဂရုစိုက်ဆောက်ရှောက်ပေးခဲ့တဲ့အတွက်ကြောင့်ဆိုပြီးဝမ်းသာအားရတွားရောက်ဂုဏ်ပြုအပ်နှံလိုက်တော့တယ်ရက်ွက်ရုံကအရာရှိကြီးတွေခမများမျက်နှာတွေချက်ချင်းညီရဲလာပြီးမှပြန်နှမ်းသွားကြတာပေါ့သူတို့လည်းဒီကိစ္စရဲ့နောက်ွယ်ကဖန်တီးပေါ်ရဲ့မယိုးသားတဲ့ကောက်ကျစ်တဲ့တိုင်ကြားမှုအပေးအယူတွေကိုကောင်းကောင်းသိနေကြတာလေဒါပေမဲ့အိမ်နီးနားချင်းလူအုပ်ကြီးရဲ့ရှေ့မောက်ရောက်နေတာဆိုတော့အဲ့ဒီကွန်ပျူတာဆိုင်ဘုတ်ကိုအပြုံးမပြတ်ပဲလက်ခံလိုက်ရပြီးကျွန်တော်ကိုဥပဒေအတိတရားအလုံးမြင့်မှာပြီးစီးပွားရေးလောကရဲ့ထူးချွန်ထက်မြက်တဲ့စံပြပုဂ္ဂိုလ်တယောက်ပဲလို့အမွှန်းတင်ချီးကျူးလိုက်ကြရတော့တယ်ဒါကြောင့်ကျွန်တော်ရဲ့ဒီလိုမျိုးအကွက်ပြောင်းပြီးအောက်လန်းနီးကိုအထက်လန်းနီးနဲ့ပြန်တိုက်ခိုက်လိုက်တဲ့အစီအစဉ်ကတလန်းလုံးကိုအကြီးကျယ်တုံ့လုပ်သွားစေခဲ့တယ်လူတိုင်းကကျွန်တော်ရဲ့ပြတ်သားတဲ့တုတ်ပြန်မှုကိုအံ့ဩချီးကျူးရင်းနဲ့တဟားဟားပောက်ကွဲရေမောကြတော့တာပေါ်တာကဖန်တီးပေါ်ရဲ့မျက်နှာကိုပြောင်းကျဖျက်ရိုက်လိုက်တယ်လို့ဖြစ်သွားတာလေသူကကျွန်တော်ကိုဒုက္ခပေးဖို့စိုက်ပိတ်သွားအောင်လုပ်ဖို့နောက်ွယ်ကနေကြိုးဆွဲပြီးပတ်စံတွေအများကြီးအကုန်ကြခံကအာနာပိုင်တွေကိုလာစစ်ခိုင်းခဲ့တာပေမဲ့အခုတော့အဲ့ဒီလောက်ရက်ကကျွန်တော်ဆိုင်အတွက်တပြားမှအကုန်ကြမရှိတဲ့အစိုးရရဲ့တရားဝင်အတိမတ်ပြုကြော်ညာကြီးဖြစ်သွားစေခဲ့တယ်ဒီကိစ္စကကျွန်တော်အတွက်အခမဲ့ကြော်ညာကောင်းကြီးဖြစ်သွားပြီးတိတ်မကြခင်မှာပဲစက်မှုလက်မှုနဲ့ကုတန်းရောင်းဝယ်ရေးဦးစီးဌာနကဖန်တီးပေါ်စီကိုပြင်းထန်တဲ့တတိပေးစာတစ်စောင်ပေးပို့လိုက်တယ်လို့ကြားရတယ်သူတို့ကအကယ်၍နောက်မှာတမင်တကာရန်ရှာလိုတဲ့သဘောနဲ့မဟုတ်မမှန်ကောလာဟာလာတွေရှောက်တိုင်ပြီးအများပြည်သူဆိုင်ရာအစိုးရရဲ့လုပ်ပိုင်ခွင့်အရင်းအမြစ်တွေကိုထပ်မံဖြုံးတီးရရင်တော့ဥပဒေအရပြင်းထန်အရေးယူအပြစ်ပေးခံရလိမ့်မယ်လို့ရေးထားတာအခုတော့ဖန်တီးပေါ်တယောက်ဒီလန်ထဲမှာလူရဲစရာကြီးဖြစ်သွားခဲ့ပြီးသူ့ရဲ့နာမည်ဟာရက်ဆက်ချင်းကိုကျင့်တရားမရှိခြင်းနဲ့ကိုစိုက်တာကိုပြန်ရည်သိမ်းရခြင်းဝစ်လဲခြင်းဆိုတဲ့စကားလုံးတွေနဲ့တွဲဆက်သွားခဲ့တော့တယ်ဒီအခြေအနေမှာအရင်ဆုံးစိတ်ပြက်ပြီးပောက်ကွဲသွားတာကတော့သူ့မိမရှိယူဖမ်းပါပဲသူကဒေါသတတိတန်းကြီးကိုဖန်တီးပေါ်မှာပုံချတော့တာကျွန်တော်တို့အိမ်အောက်ကနေဖြစ်သွားတဲ့အခါတိုင်းအပေါ်ထက်ကနေမိမကြီးရဲ့ဆူဆူဝါဝါအော်ဟစ်တန်တွေနဲ့ပစ္စည်းတွေရိုက်ခွဲတန်တွေကိုခဏကြားနေရတယ်အမလေးဖန်တီးပေါ်ရဲ့ရှင်းမှာကိုကျင့်တရားကိုမရှိဘူးအခုဆိုငါအပြင်ထွက်ရင်တောင်လူကြားတဲ့ခေါင်းမမပြရဲတော့ဘူးရှင်းကြောင့်ငါမျက်နှာတကိုယ်လုံးအဆက်ခွဲခံလိုက်ရပြီးဒါတွေကရှင်းရဲ့ညံဖြန်းအကြံစီစုပ်တွေမဟုတ်ဘူးလားငါကလည်းမိမတဘာဝအတိုင်းရှောက်ပြောမိတာပေါ့အခုတော့ဘာဖြစ်သွားပြီလဲကြည့်ဦးအဲ့ဒီကောင်ကငါ့ကိုဗီဒီယိုရိုက်ထားတယ်လေရှင်းရဲ့ရှင်းကလူရှင်သာအဲ့ဒီယွမ်9000တိုးရမယ်အိမ်လာကလောဘနောက်ကိုမလိုက်ခဲ့ရင်ဒီလိုပြဿနာမျိုးတွေဖြစ်လာပါမလားဟန်ဖန်တီးပြုခများလူကြားထဲမှာလည်းမျက်နှာပြက်အိမ်ထဲမှာလည်းမိမရဲ့နှိမ့်ဆက်မှုကြောင့်ခေါင်းတောင်မဖော်နိုင်တော့ဘူးပြဒါကြောင့်သူကပတ်စံတွေကိုအရက်သေးပဲပုံအော်ပြီးအယူတယောက်လိုနေတိုင်းအရက်တွေတောက်ကမူးရည်ယူသွတ်နေကြတော့တယ်သူ့ရဲ့မျက်လုံးတွေကလည်းနေ့ရက်အမျှပိုပြီးရုံမာကောက်ကျစ်တဲ့အရေးရောင်တွေထွက်လာတာပေါ့အဲ့ဒီအတော်တွင်းမှာပဲကျွန်တော်ရဲ့အားပေးကူညီမှုကြောင့်သပင်းညက်ဆိုင်ကဦးလေးမာနဲ့တခြားအိမ်ငါးတွေဟာလက်ချင်းချိတ်ပြီးညီညွတ်သွားကြတယ်သူတို့ကနောက်ထပ်ဆိုင်ကန်းငါးခန်းကအိမ်ငါးတွေနဲ့ပါပူးပေါင်းပြီးဖန်တီးပွဲရဲ့ရှေ့မှာတွားရောက်ရင်ဆိုင်ကြတော့တာပဲဖန်တီးတို့ကတော့ထုံးစံအတိုင်းသဘောမတူပဲဒေါသတာကြီးနဲ့မင်းတို့အားလုံးကိုဆိုင်ငန်းတွေပေါ်ကနေအကုန်မောင်းထုတ်ပြမယ်လို့အော်ဟစ်ချိန်မောင်းတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအင်္ဂါရီရဲ့ကိုယ်စားလှယ်ဖြစ်ဆောင်ရွက်တဲ့ဦးလေးမာကသူ့ရဲ့အိတ်ကက်ထဲကနေအတန်ဖန်းဆက်လေးကိုတီတီငင်ငင်ပဲထုတ်ပြလိုက်တယ်ဖန်တီးပုတ်ခများအဲ့ဒီအတန်ဖန်းဆက်ကိုမြင်တာနဲ့လုံးဝစွန့်ပြီးလန့်သွားတော့တာပဲနောက်ဆုံးမှာတော့သူဘာမှမတတ်နိုင်ပဲအန်ဂျိတ်ကသူ့အတွက်တကယ်ကိုတိတ်ခါကြလာပါတယ်ဆိုတဲ့အိမ်လာကမတိုးမြင်ရစာချုပ်တွေကိုလက်မှတ်ထိုးပေးလိုက်ရပါတော့တယ်
အဲ့ဒီနေ့ကစပြီးဖန်တီးပေါ်ရဲ့အရက်တောက်တာကပိုပြီးဆိုးရွားလာခဲ့တယ်ညဘက်ညနေလို့မူးလာတဲ့ခါတိုင်းသူကလမ်းတစ်ဖက်ကမှမတ်တက်ရက်ပြီးကျွန်တော်ရဲ့စားတောက်ဆိုင်လေးကိုမျက်တောင်မခတ်တန်းစိုက်ကြည့်နေတတ်တယ်သူ့မျက်လုံးတွေထဲမှာမုန်းတီးခြင်းနဲ့ကလဲစားချေခြင်းနဲ့အာဃာတတွေပြည့်ပဲဒါကြောင့်ကျွန်တော်လည်းကြိုတင်ကာကွယ်တဲ့အနေနဲ့ဆိုင်ထဲမှာရောဆိုင်တကားဝမှာပါညဘက်အကြည့်ပါတဲ့ AD ကင်မရာလေးလုံးကိုအမြန်ဆုံးတက်ဆင်လိုက်တဲ့ရဲ့အနှဲငယ်ကြပြီးရဲ့နောက်တညနဲ့တကောင်ရဲ့အချိန်မှာတော့ဖန်တီးပေးတယောက်တကယ်ပဲပေါ်လာခဲ့တယ်သူကအမဲရောင်မိုးကအင်ဂျီရှည်ကြီးကိုဝတ်ထားပြီးလက်ထဲမှာအနီရောင်ဆေးတုပ်ပုံတစ်ပုံကိုကိုင်ကကျွန်တော်ဆိုင်တကားဝစီကိုတက်တက်မတ်မတ်ရှောက်လာခဲ့တာသူကဘာမှတွေးမနေပဲအဲ့ဒီအနီရောင်ဆေးပုတ်တွေကိုကျွန်တော်ဆိုင်ရဲ့မှန်တကားတွေနဲ့ပိုစတာတွေပေါ်ကိုဝုန်းကနေပတ်ဖြန်းလိုက်တော့တယ်ပြီးတော့အဲ့ဒါတင်အားမရသေးပဲလက်ထဲကဆေးပုံးလို့ကြီးနဲ့မှန်တကားကိုနှစ်ချက်ဆင်ပြီးအားနဲ့လှမ်းထုသေးတာဒီလိုအောက်တန်းကြတာတွေကိုလုပ်ပြီးတဲ့နောက်မှာတော့သူကဆေးပုံးကိုပေးပစ်ချပြီးရိုင်းတိရိုင်းတိုင်းခြေလမ်းတွေနဲ့ညမောင်မောင်တဲ့ကိုပြန်လဲတက်ကွယ်သွားခဲ့တော့တယ်နောက်တနေ့မနေ့ဆိုင်ဖွင့်ဖို့ရောက်လာတဲ့ဝန်ထမ်းလေးရှောင်းလင်းကဆိုင်ရှိကမြင်ကွင်းကိုအရင်ဆုံးမြင်လိုက်ရတာသူကထိတ်လန့်တကြားနဲ့အကိုအမြန်လာပါဦးဒုက္ခပါပဲအကြီးအကျယ်ဖြစ်ကုန်ပြီလို့အော်ခေါ်တော့တာပေါ့ကျွန်တော်လဲဆိုင်ရှိကိုအမြန်ပြေးထွက်သွားတော့ဒေါသထွက်လုံးလို့တုံရင်နေတဲ့ရှောင်းလင်းကိုတွေ့ရတဲ့ဆိုင်တစ်ခုလုံးကလည်းအနီရောင်ဆေးတွေနဲ့ရုပ်ပြက်စင်းပြက်ပဲဒါတေချာပေါက်ကိုလူရုပ်မှာဖန်တီးပေါ်ရဲ့လက်ချက်ပဲပေါ့ရှောင်းလင်းကဒါတကယ်ကိုလွန်လုံးလေဗျာကျွန်တော်တို့အခုချက်ချင်းရဲတိုင်ကြဆိုလို့ပြောတယ်ကျွန်တော်ကမလောပါနဲ့ဦးရှောင်းလင်းရမင်းအခုချက်ချင်းတန်ရှင်းရဲတော်ကြီးတွေကိုတွားရှာပြီးဒီနေရာကိုပြောင်းစင်အောင်အရင်ဆေးခိုင်းလိုက်ပါပတ်စံနည်းနည်းပို့ကုန်ရင်လည်းကိစ္စမရှိဘူးဆိုင်မဖွင့်ခင်အချိန်တွင်းမှာအားလုံးပုံမှန်အခြေအနေတိုင်းပြန်ဖြစ်နေဖို့ပဲလိုတယ်လို့အေးအေးဆေးဆေးပြောလိုက်တယ်ရှောင်းလင်းကအကိုဒါဆိုဒီတိုင်းပဲပြီးသွားတော့မှလားလို့မကြည်မနှက်မေးတော့ကျွန်တော်ကဘလို့လုပ်ပြီးသွားမှလဲကွာမင်းအရင်ဆုံးတန်ရှင်းရေးလုပ်မဲ့လူတွားရှာချေကျန်တဲ့ကိစ္စတွေကိုငါလက်ထဲပဲအထားလိုက်လို့ပြောပြီးဆိုင်ထဲကိုပြန်ဝင်ခဲ့တယ်ကျွန်တော်ကွန်ပျူတာကိုဖွင့်ပြီးမနေ့ညကစောင့်ကြည့်ကင်မရာမှတ်တမ်းကိုချက်ချင်းပြန်ဖွင့်ကြည့်လိုက်တဲ့အဲ့ဒီထဲမှာဖန်တီးပေါ်တယောက်ဆေးတွေနဲ့ပတ်တာတကားကိုလှမ်းထူတာနဲ့ပြီးတော့လူတက်တော်မဲ့မျက်နှာပေးနဲ့ချင်းချောက်ကြည့်ပြီးထွက်ပြေးသွားတာတွေအားလုံးတိတိကျကျကွက်ကွက်ကွင်းကွင်းကြီးဗီဒီယိုထဲမှာပေါ်နေပါတော့တယ်ကင်မရာအကြည့်စားကြီးတွေကအခြေအနေအားလုံးကိုအထင်ရှားကြီးမှတ်တမ်းတင်ထားနိုင်ခဲ့တာပေါ့အထူးသဖြင့်သူဆေးတွေနဲ့ပတ်ပြီးတဲ့နောက်ခေါင်းမော့ကြည့်လိုက်တဲ့အချိန်မှာသူ့မျက်နှာတစ်ခုလုံးကွက်ကွက်ကွင်းကွင်းကြီးပါလာခဲ့တာကျွန်တော်စိတ်ထဲကနေဖန်တီးပေါ်မင်းကိုငါဒီလိုအခွင့်အရေးမျိုးရဖို့စောင့်နေတာကြားလာပြီးဒီတစ်ခါတော့မင်းကိုအခြေအနေတွေပြန်လည်ပြဖို့ဘလို့အခွင့်အရေးမျိုးမှငါပေးမှာမဟုတ်တော့ဘူးငါတို့ကြားကပွဲကတော့ဒီတင်ပဲအဆုံးတက်ရတော့မယ်လို့ရေးရွတ်လိုက်မိတယ်ကျွန်တော်ဗီဒီယိုမှတ်တမ်းတွေကနေအရေးကြီးဆုံးအပိုင်းကိုပဲဖျက်ထုတ်လိုက်ပြီးသူ့မျက်နှာတစ်ခုလုံးအထင်ရှားဆုံးပေါ်နေတဲ့အခိုက်အတန့်ကိုဓာတ်ပုံဖြစ် screenshot ရယူလိုက်တယ်အဲ့ဒီနောက်မှာတော့ကားကိုမောင်းပြီးလမ်းထဲကဓာတ်ပုံစတူဒီယိုဆိုင်ကိုတန်းသွားခဲ့တာပေါ့ဆိုင်ပိုင်ရှင်ကကျွန်တော်ပြတဲ့ဓာတ်ပုံကိုလှမ်းကြည့်ပြီးခိတ္တမြကြောင်သွားပြီးမှအလိုဒါဝီမင်လန်ကဖန်တီးပေးမဟုတ်လားလို့မေးတယ်ကျွန်တော်ကဟုတ်တယ်သူကိုယ်တိုင်ပဲရပြီလားဦးလေးလို့ပြောတော့သူကအေးနောက်နာရီဝက်နေရင်လာယူချေလို့ပြန်ပြောတယ်နာရီဝက်ကြာတော့ကျွန်တော်အဲ့ဒီနှစ်လက်မအရွယ်စားရှိတဲ့ဓာတ်ပုံကြီးကြီးကိုယူပြီးဆိုင်ကိုပြန်လာခဲ့တယ်အဲ့ဒီအချိန်မှာတန်ရှင်းရဲတော်ကြီးတွေကဆိုင်ရှိကအနီရောင်ဆေးတွေကိုတော်တော်လေးပြောင်းစင်အောင်ဆေးကြောလို့ပြီးလူနီးပါးဖြစ်နေပြီးကျွန်တော်တို့ကိုထားခဲ့ပြီးလမ်းတစ်ဖက်ကန်းကဖန်တီးပေါ်ရဲ့လွတ်နေတဲ့ဆိုင်ကန်းစီကိုတက်တက်လျှောက်သွားလိုက်တယ်အဲ့ဒီနောက်မှာတော့ကော်ပြင်းစားကြီးကိုထုတ်ပြီးဖန်တီးပေါ်ရဲ့ဆိုင်တကားတန်လေးတကားကြီးရဲ့အလဲဘိုတက်တက်မှာအဲ့ဒီဓာတ်ပုံကြီးကြီးကိုတေးသေးချာချာကတ်လိုက်တော့တာပေါ့ဒါတင်မကသေးပဲဓာတ်ပုံရဲ့အောက်ခြေမှာစာလုံးကြီးကြီးတွေနဲ့ဒီလိုရေးသားလိုက်သေးတယ်မနေ့ညနေတကောင်2နာရီချိန်တွင်ဖူဂျီယာစားတောက်ဆိုင်ငယ်လေးအားတမင်တကာလာရောက်ဖြစ်စီသွားသောဤပုံပါပုဂ္ဂိုလ်အားလိုက်လံရှာဖွေနေပါသည်။နင်းဤလိုရဲ့နောက်ွယ်မှရည်ရွယ်ချက်နှင့်နောက်ထပ်ဘာတွေထပ်လုပ်ဖို့ကြံစီနေလဲဆိုသည့်အချက်လက်များကိုသတင်းပေးနိုင်မှာကစုငွေယွမ်9000တိတိပေးပါမည်။လမ်းသွားလမ်းလာအိမ်နီးနားချင်းတွေကဒါကိုမြင်ကောအံ့ဩတုန်လှုပ်သွားကြပြီးအမလေးဖေအားကြီးဒါဖန်တီးပြမဟုတ်လားဒါတက်မဲ့ရာဇဝတ်မှုကျူးလွန်တာပဲလူတယောက်ဒီလောက်အထိအောက်တန်းကြကြနေထိုင်တာငါခါမှမမြင်ဘူးကိုကျူးလွန်ထားတဲ့ရာဇဝတ်မှုတက်တဲ့ပုံကြီးကကိုယ်ဆိုင်တကားမှာလာကတ်ခံရတယ်တဲ့တကယ်ကိုအရှက်မရှိတဲ့လူယုံမှာပဲဆိုပြီးဝိုင်းអော်ကြတော့တာပေါ့ဒီသတင်းကတောမီလိုပဲတလန်လုံးကိုအလင်းအမြန်ပြန့်နှံ့သွားခဲ့တဲ့နိုင်ဝက်တောင်မပြည့်ခင်မှာပဲဖန်တီပေါ်ရဲ့ဆိုင်ရှိမှာလူအုပ်ကြီးတိုးမပေါက်အောင်စုယုံရောက်ရှိလာပြီးလောင်ပြောင်ရဲမောတန်တွေအော်နှလုံးနာတန်တွေနဲ့ဆဲဆူတန်တွေစူညံသွားခဲ့တော့တဲ့ဖန်တီပေါ်ရဲ့တိတ်ခါနဲ့နာမည်ကတော့အဲ့ဒီခိုက်တန်မှာတင်လုံးဝဖုံမုတ်လိုကြေမော့ပျက်စီးသွားခဲ့ပြီးအဲ့ဒီအချိန်ကျမှကျွန်တော်ကဖုန်းကိုတီတီငိမ့်ငိမ့်ထုတ်ပြီး130လာရဲစခန်းကိုလှမ်းခေါ်လိုက်တယ်မင်္ဂလာပါရဲရရှိမင်းခင်ဗျာကျွန်တော်ရာဇဝတ်မှုတစ်ခုတိုင်ကြားခြင်းလို့ပါမင်းညကတယောက်ကကျွန်တော်ဆိုင်ကိုတမင်တကာလာရောက်ဖျက်ဆီးသွားပါတယ်ကျွန်တော်မှာစောင့်ကြည့်ကင်မရာဗီဒီယိုမှတ်တမ်းအပြည့်စုံရှိပါတယ်ပြီးတော့တန်တရားရှိသူဘယ်သူလဲဆိုတာကိုလည်းအတည်ပြုပြီးပါပြီဟုတ်ကဲ့ကျွန်တော်ဆိုင်မှာပဲစောင့်နေပါမယ်10မိနစ်လောက်ကြာတော့ရဲအုပ်ထုတ်ဆောင်ထားတဲ့ရဲရရှိ2ယောက်ဆိုင်ကိုရောက်လာခဲ့တယ်ကျွန်တော်ကဗီဒီယိုဖိုင်အပြည့်စုံထည့်ထားတဲ့ USB ဘူးလေးကိုသူတို့လက်ထဲအပ်လိုက်တာပေါ့ရဲရရှိတယောက်ကညီလေးဒါကတကယ်ကိုခိုင်မာတဲ့တက်သေးပဲတန်တရားရှိသူကလမ်းတစ်ဖက်ကန်းကအဆောက်အဦထဲမှာရှိနေတာတေချာလားလို့မေးတယ်ကျွန်တော်ကတေချာပါတယ်ခင်ဗျာသူဟိုမှာရှိနေပါတယ်တတိယထပ်အခန်း300နှစ်မှာပါလို့လမ်းညွှန်ပြလိုက်တယ်ရာနဲ့ချီတဲ့အိမ်နီးနားချင်းလူအုပ်ကြီးရဲ့စောင့်ကြည့်နေတဲ့မျက်လုံးတွေအောက်မှာတင်ရဲရရှိ2ယောက်ဟာဖန်တီးပေါ်နေထိုင်တဲ့တိုက်ခန်းအဆောက်အဦထဲကိုဝင်သွားကြတယ်တိတ်မကြခင်မှာပဲဖန်တီးပေါ်တယောက်အဝတ်စားတောင်တိတိချာချာမဝတ်နိုင်ပဲဖျို့ဖျဲဖြစ်နေတဲ့ပုံစံနဲ့ဖန်စီခေါ်ဆောင်ခြင်းခံလိုက်ရတော့တယ်သူ့ရဲ့အယုတ်ဆိုးအကြီးတန်းလာတဲ့မျက်နှာကြီးကဆိုင်တကားပေါ်မှာအစမတန်အကွာဝေးကြီးချဲ့ပြီးကတ်ထားခံရတာကိုတွေ့လိုက်ရတဲ့အပြင်လူပေါင်းများစွာကသူ့ကိုဝိုင်းပြီးကဲ့ရဲ့လှောင်ပြောင်ဆဲဆူနေကြတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဖန်တီးပေါ်ရဲ့စိတ်ပိုင်းဆိုင်ရာနောက်ဆုံးခံတိုင်းကြီးဟာလုံးဝပြိုလဲပျက်စီးသွားခဲ့ရတော့တယ်သူ့ခြေထောက်တွေကအားမရှိတော့ပဲခွေကျသွားပြီးမြေပြင်ပေါ်ကိုဖုံးကနေလဲကျသွားခဲ့တော့တာပေါ့ကျွန်တော်ကတော့ဆိုင်တကားဝမှာမတက်ရက်ပြီးဒီမြင်ကွင်းကိုအေးဆက်ဆက်အကြည့်တွေနဲ့ပဲစောင့်ကြည့်နေခဲ့တယ်တကယ်တော့တလနီးပါးကြာခဲ့တဲ့ဒီပြိပခါကြီးဟာဒီနေရာတင်အဆုံးသက်သွားခဲ့ပြီးဖန်တီးပေါ်ကိုရဲကားပေါ်တင်ခေါ်သွားပြီးတဲ့နောက်မှာတော့ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ်ရဲကားရဲ့မိတ်တုံအချက်ပြမိအောင်တွေကွက်ပြောက်သွားတယ်လို့လမ်းထောင်မှာစုယုံနေတဲ့လူအုပ်ကြီးကလည်းတဖြည်းဖြည်းလူစုခွဲသွားကြပြီးဒါပေမဲ့လမ်းထဲကလေထုထဲမှာတော့အားရကျဉ်နှံမှုတွေနဲ့အတင်းပြောတန်တွေကတော့ဆက်ပြီးစူညံနေလုံးပဲဖန်တီးပေါ်ရဲ့ကိစ္စကတော့ရက်ပေါင်းများစွာအထိလူပြောများဆုံးသတင်းကြီးဖြစ်နေတော့မှသိကြတယ်ကျွန်တော်ကရှောင်းလင်းကိုအေးဆေးဆေးပဲဖောက်တယ်တွေလာတော့မယ်ရှောင်းလင်းဆိုင်ဖွင့်ဖို့ပြင်ဆင်တော့လို့ပြောလိုက်တယ်ရှောင်းလင်းကအံ့ဩပြီးအကိုကျွန်တော်တို့ဒီနေ့ဆိုင်ဆက်ဖွင့်အောင်မလားလို့မေးတာနဲ့ကျွန်တော်ကဘာလို့မဖွင့်ရမှာလဲကွာကောင်းကင်ကြီးပဲပြိုပြိုလူဆိုတာထမင်းတော့စားရအောင်မှာပဲငါတို့ရဲ့တာဝန်ကလူတိုင်းပိုက်ဝဝလင်းလင်းနဲ့အရသာရှိရှိစားတောက်နိုင်ဖို့ပဲလို့ပြန်ပြောလိုက်တယ်
ရှောင်းလင်းလဲအတက်တရောခေါင်းညစ်ပြီးအလုပ်တွေကိုချက်ချင်းထလုပ်တော့တာပေါ့နိုင်ဝက်ကြတော့ဖူဂျီယာရှောက်ကွန်စားတောက်ဆိုင်လေးဟာဘာမှမဖြစ်ခဲ့တယ်လို့မျိုးတတ်မှတ်ထားတဲ့အချိန်တိုင်းတကားတွေကိုဖွင့်လှစ်လိုက်တယ်ဒါပေမဲ့လူတိုင်းကတော့အခြေအနေတစ်ခုလုံးလုံးဝပြောင်းလဲသွားခဲ့ပြီဆိုတာကိုကောင်းကောင်းကြီးသိနေကြပြီလေအဲ့ဒီနေ့မိုးလဲပိုင်းမှာပဲရဲစခန်းကနေထွက်ဆိုချက်ပေးဖို့ဖုန်းဆက်ခေါ်တာကြောင့်ကျွန်တော်ဆိုင်ကိုရှောင်းလင်းနဲ့လွှဲထားခဲ့ပြီးတယောက်တည်းထွက်လာခဲ့တဲ့စခန်းရောက်တော့မှဖန်တီပိုကအိမ်လာခတူတောင်းတာတွေကောလာဟာလာတွေရှောက်ဖြန့်တာတွေမဟုတ်မမှန်ဆွဆွဲတိုင်တန်းတာတွေကနေစလို့မင်းညကဆေးပတ်ပြီးတကားကိုလာရိုက်ခွဲတဲ့အထိကိစ္စအလုံးကိုအသေးစိတ်ထွက်ဆိုချက်ပေးလိုက်တာပေါ့ရဲအရာရှိကဖန်တီပိုဟာလူကြီးမင်းရဲ့ပုဂ္ဂလိကပိုင်းပစ္စည်းတွေကိုတမင်တကာဖျက်ဆီးခဲ့တာဖြစ်ပြီးပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာရွမ်9000ထက်ကျော်လွန်နေတဲ့အတွက်ရာဇဝတ်မှုဆိုင်ရာအရေးယူမှုစံနှုန်းနဲ့အပြည့်အဝကိုက်ညီနေပါတယ်ပြီးတော့ဖန်တီပိုကိုယ်တိုင်ကလည်းပြစ်မှုကျူးလွန်ကြောင်းဝန်ခံထားပြီးပါပြီကျွန်တော်တို့ဘက်ကသူ့ကိုဥပဒေအရရာဇဝတ်မှုနဲ့ဆက်လက်ချုပ်နှောင်ထားမှာဖြစ်ပြီးတရားစွဲဆိုနိုင်ဖို့အစိုးရရှိနေရုံးစီကိုလွှဲပြောင်းပေးသွားမှာပါတရားခွင့်ကြရင်လူကြီးမင်းအနေနဲ့နင့်နာသူဖြစ်တက်တည်ထွက်စုပေးဖို့လိုအပ်နိုင်ပါတယ်လို့ရှင်းပြတယ်ကျွန်တော်ကနားလည်ပါတယ်ခင်ဗျအပြည့်အဝပူးပေါင်းဆောင်ရွက်ပေးပါမယ်လို့ပြောလိုက်တယ်ရဲစခန်းကနေပြန်ထွက်လာတဲ့အချိန်မှာတော့ရင်ထဲကတပြင်းရှည်ကြီးတစ်ချက်ကိုချလိုက်မိပြီးပြီးခဲ့တဲ့ရက်တွေတစ်လျှောက်လုံးရင်ဘတ်ထဲမှာလေးလံပိတ်ဆို့နေခဲ့တဲ့စိတ်မွန်းချက်မှုကြီးဟာနောက်ဆုံးတော့လွင့်ပယ်ပြောက်ကွယ်သွားခဲ့ရပြီ။နိုင်ဝက်လောက်ကြာလို့ဆိုင်တကားဝါကိုရောက်တဲ့အချိန်မှာပဲအဲ့ဒီမှာကြိုတင်ပြီးစောင့်ဆိုင်နေကြတဲ့လူအုပ်ကြီးကကျွန်တော်ကိုဝိုင်းအောင်လာကြတော့တယ်။ဦးလေးမာကကျွန်တော်လက်ကိုအားရပါရလှမ်းဆွဲပြီးမစ္စတာကြီးငါတို့အားလုံးသတင်းကြားပြီးပြီဗျာတိတ်တော်တာပဲ။မင်းလုပ်လိုက်တာငါတို့အားလုံးအတွက်ပါကလက်စားချပေးလိုက်တယ်လို့ပဲဟေ့လို့ပြောတယ်။တခြားလူတွေကလည်းမင်းကတော့တလန်းလုံးအတွက်အနေရကြီးတစ်ခုကိုဖယ်ရှားပေးလိုက်တာပဲ။ဟုတ်တယ်ရှောင်းရင်နောက်ဆိုမင်းပါပဲလို့ငါတို့ကသာလှမ်းပြောလိုက်အားလုံးကကူညီဖို့အသင့်ပဲဟဲ့လို့ဝိုင်းပြောကြတာပေါ့ကျွန်တော်ကပြုံးပြီးအားလုံးပဲအရန်အားနာစရာကောင်းအောင်ကျင်နာကြလုံးပါတယ်ဗျာကျွန်တော်ကလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ခဲ့တာပါနောက်ဆိုအားလုံးစိတ်အေးချမ်းသာစွာနဲ့စီးပွားရေးလုပ်နိုင်ကြတာပေါ့ကဲဆိုင်ထဲကိုဝင်ကြပါဦးဒီနေ့တော့ကျွန်တော်ပဲဖိတ်ကျွေးပေးရစီလို့ဖိတ်ခေါ်လိုက်တယ်ကျွန်တော်သူတို့ကိုဆိုင်ထဲခေါ်သွားပြီးတဲ့နောက်မှာတော့ဆိုင်တစ်ခုလုံးဟာစူညံအော်ဟစ်ရေမောတန်တွေနဲ့ချက်ချင်းပြည့်နေသွားခဲ့တော့တယ်ဖန်တီးပြောအဖမ်းခံရပြီးတတိယမြောက်နေ့ရောက်တော့သူ့မိန်းမရှိရီဖန်တယောက်ကျွန်တော်ဆိုင်တကားဝါကိုရောက်လာခဲ့တယ်သူကလူကလည်းဖြူးဖြောချောက်တွေ့နေပြီးဆိုင်ဝါကနေလှမ်းပြီးတော့မစ္စတာကြီးလို့တုံတုံရင်ရင်နဲ့ခေါ်လိုက်ပြီးတဲ့နောက်မှာတော့လူအများကြီးရဲ့ရှေ့မှာတင်ကျွန်တော်ရှေ့မောက်မြေပြင်ပေါ်ကိုဖုန်းကနေတူထောက်ချလိုက်ပါတော့တယ်။ရှီရီဖန်ကဒူးထောက်လျက်သားနဲ့ငိုယိုပြီးမစ္စတာကြီးကျမတောင်းပန်ပါတယ်ဗျာ။အဖိုးကြီးဝန်ဖန်တီပေါ်ကိုတနာငဲ့ညာတော့အဖြစ်တစ်ချိန်လောက်ခွင့်လွှတ်ပေးပါဦး။သူကလူမဟုတ်လို့ပါ။သူကတကယ်တရိတ်ဆိုင်ရိုင်းဖြစ်လို့အခုလိုအမှားကြီးမခဲ့တာပါ။သူ့ကိုစားကျမကပဲအနူးညွတ်တောင်းပန်ပါတယ်။ရှင်ခိုင်းတာမှန်သမျှအကုန်လုပ်ပါမယ်လို့အော်ဟစ်တောင်းပန်ရှာတယ်။ကျွန်တော်ကမျက်နှာကိုတီးပြီးရှီရီဖန်အခုချက်ချင်းထားဆန်းပါမင်းဆိုင်ရှိမှာဒီလိုလာလုပ်နေတာငါဆိုင်ရဲ့စီးပွားရေးကိုထိခိုက်နေပြီလို့ပြောလိုက်တယ်။သူကမန်နေဂျာကြီး။သူကဆိုပြီးရှိုက်ကြီးတငုံနဲ့သူအဲ့ဒီလိုအောက်တန်းကြတဲ့ကိစ္စကိုလှုပ်တုံးကအရက်မူပြီးစိတ်ကွယ်လွန်နေလို့ပါအခုသူစခန်းထဲမှာတကယ်ကိုနောက်တရားနေပါပြီရှင်ရဲစခန်းကိုလိုက်ခဲ့ပေးရုံတင်ပါပြီးတော့ရဲတွေကိုရှင်ကခွင့်လွှတ်ပေးနိုင်တယ်ညှိနှိုင်းမှုစာချုပ်လက်မှတ်ထိုးပေးမယ်လို့ပြောလိုက်ရင်သူအပြင်ပြန်ထွက်လာလို့ရပါပြီရှင်ဆုံးရှုံးသမျှပတ်စံတွေကိုကျမတို့ပြန်ရော်ပေးပါမယ်နှစ်ဆသုံးဆဖြစ်အကုန်ရော်ပေးပါမယ်လို့တွတ်တွတ်ပြောတော့တာပဲကျွန်တော်ကနှာခေါင်းတစ်ချက်ရှုံပြီးလှောင်ပြုံးလိုက်တယ်ပတ်စံဟုတ်လားရှီရီဖန်မင်းတို့ကငါအခုလိုတွေလိုက်လုပ်နေတာပတ်စံလိုချင်လို့လုပ်နေတယ်လို့ထင်နေတာလားသူမခမဘာမှပြန်မပြောနိုင်တော့ပဲပါဆက်ကြီးအဟောင်းသားနဲ့ကြောင်ကြည့်နေခဲ့တယ်သူဖန်တီပေါ်ကပွဲစားကိုခေါ်ပြီးဆိုင်လက်ခကိုရွမ်3500ကနေ8500အထိအတမတိုးတောင်းပြီးငါ့ကိုဆိုင်ပေါ်ကမောင်းချဖို့လှုပ်တုံးကသူ့ကောင်းထဲမှာပတ်စံကလွှဲရင်ဘာမှမရှိခဲ့ဘူးမင်းတို့လင်မယားနှစ်ယောက်စုပေါင်းပြီးငါဆိုင်ကကစွန်းစီတွေပုတ်တိုးနေတဲ့ဟင်းသီးဟင်းရွက်တွေတုံးပါတယ်ဆိုပြီးကောလာဟာလာတွေဖြန့်ပြီးငါနာမည်ကိုဖျက်ဆီးဖို့ကြံစီတုံးကလည်းမင်းတို့ကောင်းထဲမှာပတ်စံနဲ့ရုပ်မာမှုပဲရှိခဲ့တာမင်းတို့ငါ့ကိုမတရားလိုက်လံတိုင်ကြပြီးဆိုင်ပိတ်သွားအောင်လမ်းပေးရောက်သွားအောင်တွန်းပို့ခဲ့တုံးကမင်းတို့ငါအတွက်အသက်ရှူပေါက်လေးတစ်ပေါက်တောင်ခြံထားပေးဖို့စဉ်းစားခဲ့ဘူးလို့လားအခုကြမှာသူကငါဆိုင်ကိုဆေးတွေနဲ့ပတ်မှန်တကားကိုရိုက်ခွဲတာကိုအရက်မူပြီးစိတ်လွတ်သွားလို့ပါလို့လာပြောယုံနဲ့ပြီးရောလားဟန်ကျွန်တော်စကားကြောင့်ရှီရီဖန်ရဲ့မျက်နှာကပိုပြီးတော့တောင်ဖြူဖြောသွားခဲ့တယ်။ကိစ္စကငါကသူ့ကိုခွင့်လွှတ်ခြင်းမလွှတ်ခြင်းပုံမှာမူတည်နေတာမဟုတ်ဘူး။သူကတရားဥပဒေကိုပြောင်းကျချိုးဖောက်ခဲ့တာသူကတရားရုံးရဲ့စီရင်ချက်နဲ့ပြစ်ဒဏ်ပေးမှုကိုခံယူရမှာငါရဲ့ခွင့်လွှတ်မှုကိုခံယူရမှာမဟုတ်ဘူး။ငါရဲ့ခွင့်လွှတ်မှုကဘာတန်ဖိုးမှမရှိတယ်လို့သူ့ကိုလည်းကဲတင်နိုင်မှာမဟုတ်ဘူး။အဲ့ဒီအချိန်မှာပဲရှီရီဖန်ရဲ့မျက်လုံးတွေကတောင်းပန်တိုးရှိုးနေရကနေရုတ်တရက်ရုပ်မာရက်ဆက်တဲ့အရေးအယောင်တွေအဖြစ်ပြောင်းလဲသွားခဲ့တယ်။ရီချမ်းမင်းကပဲသူ့ကိုတေလန်းအထိတွန်းပို့ရမှာလားမင်းတကယ်ကိုရက်ဆက်လုံးနဲ့မင်းလည်းတနေ့ဝစ်လဲမှာပါ။ကျွန်တော်ကအေးစစ်စစ်ပဲငါဝစ်လဲမလဲတော့မသိဘူး။ဒါပေမဲ့သူ့ရဲ့ဝစ်ကတော့အခုရောက်လာပြီဆိုတာငါကောင်းကောင်းသိတယ်ကဲ။အခုချက်ချင်းငါဆိုင်ထဲကထွက်သွားပါမဟုတ်ရင်ရဲထက်ခေါ်ရလိမ့်မယ်လို့ပြောလိုက်တော့တာပေါ့ရှီရီဖန်လည်းမြေပြင်ကနေ trap ပြီးအသေးကွဲမတက်ဝမ်းနေပူဆွေးတဲ့မျက်နှာပေးနဲ့စိတ်ပြက်လက်ပြက်ထွက်ခွာသွားခဲ့ရတော့တယ်ရဲအနှဲငယ်ကြားတဲ့အခါမှာတော့ကျွန်တော်ဆိုင်ကိုခဏခဏလာစားလေးရှိတဲ့အိမ်ချမ်းမြေကုမ္ပဏီတစ်ခုကမန်နေဂျာတယောက်ကျွန်တော်စီပြောလာခဲ့တယ်မစ္စတာကြီးကျွန်တော်တို့ရဲ့ ARC မန်ကိန်းအစ်စ်ကြီးမှာဆိုင်ခွဲအစ်စ်တစ်ခုလာဖွင့်ဖို့စိတ်ဝင်စားပါသလားဗျာကျွန်တော်တို့မျိုးရှိပိုင်းမှာစီးပွားရေးဆောင်အစ်စ်တစ်ခုကိုတည်ဆောက်နေပြီးလာမယ့်နှစ်မှာဖွင့်လှစ်တော့မှာပါကျွန်တော်တို့ကမစ္စတာကြီးရဲ့လက်ရာကိုရောလူကိုချင်းတရားကိုပါညာနှုံးပြည့်ယုံကြည်ပါတယ်ဒါကြောင့်ဆိုင်ငန်းတွေကအကောင်းဆုံးနေရာနဲ့အသက်တာဆုံးဆိုင်လက်ကနှုံထားကိုမစ္စတာကြီးဆိုင်ခွဲဖွင့်နိုင်ဖို့အတွက်တည်တက်ခဲ့ပေးထားပါတယ်ရီမီသားစုစားတောက်ဆိုင်ကိုအောင်မြင်တဲ့အမတ်တစိတ်တစ်ခုဖြစ်ပြကောင်းလဲကြရအောင်များလို့ကမ်းလှမ်းလာခဲ့တယ်ကျွန်တော်အတွက်ပိုပြီးကျေပြန့်တဲ့ကဘာတကြီးတစ်ခုကရှေ့မောက်မှာလှမ်းကြုံနေတယ်လို့ပါပဲတလကြတဲ့အခါမှာတော့တရားရုံးကဖန်တီးဖို့ကိုသူတစ်ပါးပိုင်ပစ္စည်းအားတမင်တကာဖျက်ဆီးမှုနဲ့ထောင်ဒဏ်၈လတိတိချမှတ်လိုက်ပါတယ်ဖန်တီးပေါ်ထောင်ကျသွားပြီးတိတ်မကြခင်မှာပဲမြို့ပြင်ကလာတဲ့ရင်းနှီးမြှုပ်နှံသူတထေးတယောက်ကဖန်တီးပေါ်ရဲ့ဆိုင်ကန်းနဲ့အိမ်တအိမ်လုံးကိုပေါက်ဈေးထက်30%လောက်တက်တာတဲ့ဈေးအပေါ်စားနဲ့အပြက်ဝယ်ယူလိုက်တော့တဲ့အခုဆိုရင်အဲ့ဒီဆိုင်ဟောင်းကြီးရဲ့ရှေ့မှာညမ်းတွေဆင်ထားပြီးအလုပ်သမားတွေကအထဲမှာအလုပ်ရှုပ်နေကြပြီးဈေးတွေပပြန်းခံထားရပြီးပိုစတာတွေကတ်ထားခဲ့တဲ့တန်လိပ်တကားအဟောင်းကြီးကိုလည်းဖြုတ်ပစ်လိုက်ပြီးအဲ့ဒီနေရာမှာခင်မီရဲ့မှန်နရံအတစ်ကြီးနဲ့အစားထိုးလိုက်ပြီးပေါ့ဖန်တီးပေါ်ရဲ့ခစ်ကတော့ပြီးဆုံးသွားခဲ့ပါပြီကျွန်တော်ရဲ့အကြည့်တွေကတော့ပိုပြီးဝေးလံတဲ့မိုးကုတ်ဆက်ဝိုင်းစီကိုဥတည်နေခဲ့ပြီးအရှိပိုင်းစီးပွားရေးဆောင်တဲ့ရဲ့စီမံကိန်းအဆိုပြုလွှာစာအုပ်ကကျွန်တော်ရဲ့စပွဲတင်အဆွဲထဲမှာအဆင်သင့်ရှိနေတယ်
ဒီရက်ပိုင်းတွေမှာကျွန်တော်ကဆိုင်ရဲ့နာမည်ကြီးဟင်းလျာတွေရဲ့ချက်ပြုတ်နည်းတွေကိုစနစ်တကျပြန်လည်စုစည်းပြီးဘယ်သူချက်အရသာတသမတ်တည်းဖြစ်အောင်စတင်လှုပ်ဆောင်နေပြီဖြစ်တယ်လို့အွန်လိုင်းကနေစီးပွားရေးစီမံခန့်ခွဲမှုတင်နန်းကိုလည်းတက်ရောက်နေခဲ့တယ်ကျွန်တော်နေ့တိုင်းအလုပ်ရှုပ်နေတာကိုမြင်တဲ့ရှောင်းလင်းကဆက်စုတဲ့မျက်လုံးတွေနဲ့အခုလဲဆိုင်ကလူတွေအပြည့်နဲ့ရောင်းကောင်းနေတာပဲဥစ္စာအကိုကဘာတွေအားကျုံမှန်တဲ့ထက်လုံနေပြန်လာလဲလို့မေးလာတယ်ကျွန်တော်ကပြုံးပြီးရှောင်းလင်းဒီဆိုင်လေးကငါတို့အတွက်အစပြုတဲ့ခြေလမ်းစမှတ်တက်ပဲရှိသေးတာကွာငါတို့ရှေ့လျှောက်ဒီမျိုးကြီးထဲမှာရီမီသားစုစားတောက်ဆိုင်ခွဲတွေကိုနောက်ထပ်2ဆိုင်3ဆိုင်မကထပ်ဖွင့်ကြရအောင်မလို့ပြောလိုက်တယ်ရှောင်းလင်းရဲ့မျက်လုံးတွေဟာမျောလင်းချက်တွေအပြည့်နဲ့တောက်ပသွားခဲ့တော့တယ်မြို့အရှိပိုင်းကစီးပွားရေးဆောင်အစ်စ်ဟာဒီမြို့ရဲ့အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုဗဟိုချက်မှဖြစ်လာမှာတေချာတဲ့စီမံကိန်းအရဒါကအစိုးရကိုယ်တိုင်ကအဓိကပံ့ပိုးကူညီပေးမဲ့စီးပွားရေးဆောင်အစ်စ်လေးဒီနေရာကဈေးဝယ်စင်တာစားတောက်ကုန်အပန်းဖြေစရာနေရာနဲ့ရုံးခန်းတွေအားလုံးတနေရာထဲမှာစုစည်းထားတာကြောင့်မြို့ပေါ်ကအချမ်းသာဆုံးနဲ့အရွယ်ရောက်ပြီးစလူငယ်ဖောက်တယ်တွေကိုဆွဲဆောင်နိုင်ဖို့ရည်ရွယ်ထားတာစီမံကိန်းစောင်းငယ်ထဲမှာကျွန်တော်အတွက်သတ်မှတ်ပေးထားတဲ့နေရာကိုအယောင်နဲ့လှပစွာမှတ်သားထားတယ်အဲ့ဒါကတော့မြေညီထက်ကလမ်းမဘက်ကိုမျက်နှာမူထားပြီးစီးပွားရေးဆောင်ရဲ့ရေပန်းကြီးနဲ့တက်တက်ရင်ဆိုင်နေတဲ့နေရာပဲတစီးပွားရေးဆောင်လုံးမှာလူအစီကားဆုံးနဲ့အချက်ချာအကြဆုံးရွှေကူကွက်နေရာကြီးပေါ့အဲ့ဒီအောက်ကစားလုံးတေးသေးလေးတွေနဲ့ဆိုင်လာခအစီအစဉ်ကိုလည်းရေးထားသေးတယ်အဲ့ဒါကတော့ပထမနှစ်ဆိုင်လာခအခမဲ့တတိယနှစ်ကစပြီးဆိုင်လာခ90%လျှော့စေတဲ့မန်နေဂျာချန်ကသူတို့အနေနဲ့ကျွန်တော်ရဲ့ဟင်းချက်လက်ရာကိုသဘောကျရုံတင်မကပဲပြီးခဲ့တဲ့အချက်တဲတုန်းကကျွန်တော်ပြသခဲ့တဲ့နာမည်ကုန်သတင်းဆွဲလုံးလာနဲ့ထက်မြက်တဲ့ဉာဏ်ပညာကိုပါအထူးတန်ဖိုးထားတာကြောင့်လို့ပြောခဲ့တယ်သူတို့ကဖောက်တယ်တွေကိုဆွဲဆောင်နိုင်ဖို့အတွက်တမိုင်းကြောင့်ရှိပြီးပြောပြစရာပုံပြင်ဇလန်းကောင်းရှိတယ်ကျွန်တော်လိုစံပြကုန်တယ်မျိုးကိုလိုအပ်နေတာလေကျွန်တော်ရဲ့စားတောက်ဆိုင်လေးဟာတနည်းအားဖြင့်ပြောရရင်အခုဆိုအမှတ်တစိတ်တစ်ခုဖြစ်လာခဲ့ပြီးဒါပေမဲ့ဒါကအခွင့်အလမ်းဖြစ်တယ်လို့တစ်ဖက်ကလည်းအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်ကောင်းကောင်းသဘောပေါက်ပါတယ်ကွီမင်လန်တုန်းကတော့ကျွန်တော်က3နှလုံးလုံးတိစောက်ခဲ့တဲ့အိမ်နီးနားချင်းတွေရဲ့ထောက်ခံမှုနဲ့ရိုးသားမှုကိုပဲအားကိုးခဲ့တာဒါပေမဲ့ပတ်ဝန်းကျင်အသစ်ဆက်ဆက်ကြီးတဲ့ရောက်သွားတဲ့အခါမှာတော့ပိုပြီးစစ်စစ်တက်တက်ဖောက်တယ်တွေပိုပြီးပြင်းထန်တဲ့တိုင်ဆိုင်မှုတွေနဲ့ရင်ဆိုင်ရမှာဖြစ်လို့ကျွန်တော်အနေနဲ့သူများကနေပြန်ဆက်ရမှာဖြစ်တဲ့အကြီးမားဆုံးစိန်ခေါ်မှုကတော့ရီမီသားစုဆိုင်ရဲ့အောင်မြင်မှုကိုနောက်ထပ်ဆိုင်ခွဲတွေမှာဘယ်လိုပုံတူကူးယူမလဲဆိုတာပဲကျွန်တော်ရဲ့အဓိကရှင်းပြနိုင်စွမ်းအားတာချက်ကကြကျွန်တော်ရဲ့ကိုယ်ပိုင်လက်ရဖြစ်နေတာလေဟင်းချက်တဲ့အချိန်နဲ့အချိုးစားတွေအားလုံးကကျွန်တော်ကောင်းတဲ့နဲ့ကျွန်တော်လက်ထဲမှာပဲရှိတာဒါပေမဲ့ဆိုင်ခွဲတွေဖွင့်တော့မယ်ဆိုရင်အဲ့ဒီအတက်ပညာတွေကိုမိသူမဆိုစနစ်တကျသင်ယူနိုင်ပြီးလိုက်နာဆောင်ရွက်နိုင်မယ့်ပုံတင်နည်းဖြစ်ပြောင်းလဲပြရမယ်ဒါကြောင့်ကျွန်တော်ကဟင်းတပွဲချင်းစီရဲ့အသေးစိတ်အချက်လက်တွေကုန်ကျန်းတွေရဲ့အလေးချိန်အရွယ်စားကအစအိုးတွေကိုဘဲချိန်မှာဘာအရင်ထည့်ရမယ်ဆိုတဲ့အစီအစဉ်ချက်ပြုတ်ရမယ်ကြာချိန်နောက်ဆုံးအပေါ်ကနေ sauce ဘယ်နဲ့ဇွန်လောင်းရမယ်ဆိုတာအထိအကုန်လုံးကိုအတိအကျသတ်မှတ်ပြီးရေးချလိုက်တဲ့အဆင့်တိုင်းကိုခေါင်းထဲမှာအလွတ်ရနေအောင်မှတ်ထားလိုက်တာပေါ့နောက်ဆိုရင်စီကိုချိန်တွယ်ဖို့အတွက်တိုင်းတာတဲ့ခွက်ကိုသုံးရမယ်ပြီးတော့မီအေးအေးနဲ့တီးမဲ့အချိန်ကိုတီးကြဖို့အတွက်အချိန်မှတ်နာရီကိုသုံးရမယ်လို့ကျွန်တော်ပြောလိုက်တဲ့အချိန်မှာဘေးနားကရှောင်းလင်းတယောက်လုံးဝကိုပါဇက်အဟောင်းသားနဲ့ကြောင်းအောင်သွားခဲ့တော့တယ်ရှောင်းလင်းကမျက်လုံးဝိုင်းသားနဲ့အကိုအခုလုံနေတာကလို့မေးပြီးမှဓာတုဗေဒစမ်းသပ်ချက်လုပ်နေတာလားလို့မထင်မှတ်ပဲလွတ်ပြောလိုက်လို့ကျွန်တော်ရေမိသွားရတယ်ကျွန်တော်ကရှောင်းလင်းရဲ့ပခုံးကိုပုတ်ပြီးဒီနေ့ကစပြီးမင်းဟာငါရဲ့ပထမဆုံးတပည့်ကြီးပဲဒီဆိုင်ဟောင်းကိုမင်းစီမံခန့်ခွဲနိုင်အောင်ငါတဖြည်းဖြည်းလွှဲပေးသွားမယ်ဒါကြောင့်ကျွန်တော်ဟာအရင်တုန်းကလိုအရာရာကိုတယောက်တည်းရုန်းကန်နေရတဲ့အထီးကျန်လူတယောက်မဟုတ်တော့ပါဘူးတကူတော်စီးပွားရေးလုပ်ပြီးနေ့စဉ်ဝိုင်းရဲ့အတွက်ရုန်းကန်ခဲ့ရတဲ့ဘဝကနေအခုဆိုရင်ဒေတာတွင်းမီဒီယာတွေမှာခဏခဏပါဝင်ဖော်ပြခံရပြီးရွမ်တန်းပေါင်းများစွာချမ်းသာကြွယ်ဝတဲ့စားတောက်ကုန်လောကရဲ့တောက်ပတဲ့ကျဲပွင့်အစ်တစ်ပွင့်အဖြစ်ဘဝကိုလုံးဝအလှည့်ပြောင်းလဲနိုင်ခဲ့ပြီဖြစ်တယ်အဲ့ဒီအချိန်မှာကျွမ်းကျန်ကဖန်ခွက်ကိုမြှောက်ပြီးအကိုကြီးလာမယ့်နှစ်အတွက်အကိုရဲ့စီမံကိန်းကဘာလဲပြကျွန်တော်တို့ပြည်နယ်ပြင်ပကတခြားမြို့ကြီးတွေရဲ့ဈေးကွက်ထဲအထိစီးပွားရေးတွားချက်ထွင်ဖို့စဉ်းစားသင့်ပြီလားလို့စိတ်လှုပ်ရှားစွာမေးလာတယ်ကျွန်တော်ကဖန်ခွက်ကိုကင်ပြီးအေးဆေးစွာပြုံးလိုက်တယ်ကျွမ်းချန်စားတောက်ဆိုင်တစ်ဆိုင်ကိုစီမံခန့်ခွဲတယ်ဆိုတာဟင်းရီကောင်းတစ်ခွက်ကိုမီးအေးနဲ့အချိန်ပေးတည်ချက်ရတယ်လို့မျိုးပဲကွာအစိုးဆုံးအလုပ်ကတော့လော်တကြီးဆွလုပ်တာပဲငါတို့အတွက်လာမယ့်နှစ်ရဲ့အဓိကလုပ်ငန်းစဉ်ကတော့ဗဟိုချက်မှမိဖို့ချောင်းကြီးစားတစ်ခုကိုတိစောက်ပြီးငါတို့ဆိုင်တွေရဲ့အရေးသွေးထိန်းချုပ်မှုစနစ်ကိုအမြင့်ဆုံးအဆင့်ထိရောက်အောင်အချိုးတက်ဖို့ပဲဖြစ်တယ်အောက်ခြေအုံမြစ်ကပိုပြီးခိုင်မာလေးလေးအပေါ်ကစောက်မဲ့အဆောက်အဦကပိုပြီးမြင့်မားလေးလေးပဲမဟုတ်လားကျွန်တော်စကားကိုကြားတော့အားလုံးကသဘောကျပြီးထောက်ခံကြတယ်မှန်လိုက်တာအကိုရခဲ့အားလုံးပဲအကိုကြီးအတွက်ဖန်ခွက်မြောက်ပြီးဂုဏ်ပြုလိုက်ကြရအောင်အကိုကြီးသားမရှိရင်ကျွန်တော်တို့အားလုံးအခုလိုနေရာမျိုးကိုရောက်လာကြမှာမဟုတ်ဘူးနှစ်တစ်မှာပျော်ရွှင်ပါစေအကိုကြီးရီမီသားစုစားတောက်ဆိုင်ကြီးကဘာတီတရွေ့အောင်မြင်ပါစေဗျာအားလုံးကမတ်တက်ရက်ပြီးဖန်ခွက်ချင်းတိုက်လိုက်ကြတယ်ကျွန်တော်ရှိမှရှိနေတဲ့ရိုးသားဖြူစင်ပြီးတက်ကြွလာတဲ့မျက်နှာတွေကိုကြည့်ရင်းနဲ့ကျွန်တော်ရင်ထဲမှာနှွေးထွေးတဲ့ဂုဏ်ယူကြည်နူးမှုတွေတိုင်းမတိစီးဆင်းသွားခဲ့ရတယ်ပျော်ပွဲရွှင်ပွဲတွေပြီးဆုံးလို့အရက်ရှိန်တွေရော့သွားတဲ့အခါညင်ကတော်တော်လေးနဲ့နေခဲ့ပြီးကျွန်တော်ကအရက်တောက်ထားတဲ့လုပ်ဖို့ကင်ဖက်ဝင်တဲ့အားလုံးကိုကိုပိုင်ထရိုင်ဘာနဲ့အိမ်တိုင်ရရောက်ပေးကင်းရန်ကင်းပို့ဆောင်ခိုင်းလိုက်ပေမဲ့ကျွန်တော်ကိုယ်တိုင်ကတော့ဆိုင်ဟောင်းလေးထဲမှာပဲတယောက်တည်းကြံရစ်ခဲ့တယ်ကျွန်တော်တင်းပေါက်နာကိုရှောက်သွားပြီးတကားချက်ကိုဖွင့်လိုက်တယ်အဲ့ဒီအချိန်မှာပဲနှစ်တစ်ကူညရဲ့တကောင်ရန်ခေါင်းလောင်းတန်တွေဟာတတောင်တောင်နဲ့မြည်ဟိလာခဲ့တယ်လို့မိုးကုတ်ဆက်ဝိုင်းစီမှာလဲဆူရှာတောက်ပလာတဲ့နှစ်တစ်ကူမီရှူမီပန်းတွေဟာတစ်ခုပြီးတစ်ခုကောင်းကင်ရန်နဲ့ပောက်ကွဲထွက်ပေါ်လာပြီးမျိုးကြီးတစ်မျိုးလုံးကိုနေကင်းဘက်အတိုင်းလင်းထိန်သွားအောင်လှပစွာအလှဆင်လိုက်ပါတော့တယ်ကျွန်တော်တင်းပေါက်ကနေလမ်းတစ်ဖက်ကန်းကခင်မီဟိုတယ်ကြီးစီကိုလှမ်းကြည့်မိတယ်အဲ့ဒီဟိုတယ်ကြီးကတော့ပွဲတော်မီးအောင်စုံတွေကြားထဲမှာငိမ့်သက်စွာမတ်တက်ရက်နေခဲ့တယ်အခုဆိုရင်အဲ့ဒီနေရာမှာဖန်တီဘော့ရဲ့အငွေသက်အကျွင်းကြံဆိုလို့ဘာမှမရှိတော့ပါဘူးသူနဲ့သူ့ရဲ့ရုပ်မှညစ်ပတ်ခဲ့တဲ့အတိတ်ဆိုးတွေဟာဒီကဘာပေါ်မှာတခါမှမတည်ရှိခဲ့ဘူးတလို့မျိုးကိုလုံးဝပြောက်ကွယ်သွားခဲ့ပြီလွန်ခဲ့တဲ့3နှစ်တုန်းကကျွန်တော်ဟာဒီနေရာမှာပဲမတက်ရရင်တလကိုဆိုင်လက်ခရွမ်9000တိုးတောင်းတဲ့ကိစ္စအတွက်တောကပြပါတာတွေရောက်ခဲ့ရပြီးအင်ရှင်ရဲ့မတရားတွန်းပို့မှုကြောင့်ဘဝကိုစိတ်ပြက်လက်ပြက်နဲ့မျောလင်းချက်မဲ့တဲ့အထိဖြစ်ခဲ့ရဘူးလေဒါပေမဲ့3နှစ်အလွန်အခုချိန်မှာတော့ကျွန်တော်ဟာအောင်မြင်ဖြစ်ထွန်းနေတဲ့စားတောက်ဆိုင်ကြီး၄ဆိုင်နဲ့ကြီးကျယ်ခမ်းနားတဲ့စားတောက်ကုန်ဖြန့်ချီရေးကုမ္ပဏီကြီးတစ်ခုကိုစိတ်တိုင်းကျပိုင်ဆိုင်ထားနိုင်ခဲ့ပြီဒီလိုခက်ခဲကြမ်းတမ်းတဲ့ခီးလန်းတစ်လျှောက်မှာကျွန်တော်ကိုနောက်ကနေတွန်းအားပေးပြီးပံ့ပိုးပေးခဲ့တဲ့အရာဟာသူတစ်ပါးအပေါ်ထားရှိတဲ့နာကျင်မှုတွေဒါမှမဟုတ်ကလဲစားချီလိုတဲ့အာဃာတစိတ်တွေလုံးဝမဟုတ်ခဲ့ပါဘူးအဲ့ဒါကတော့အစစ်မှန်တဲ့အရာသာအပေါ်ထားရှိတဲ့ကျွန်တော်ရဲ့ခိုင်မာတဲ့ဂတိကဝတ်ကိုရဲ့ကိုချင်းစာတရားရိုးသားမှုအပေါ်ထားရှိတဲ့တစ္ဆာစောင့်သိမှုနဲ့ဘလောက်ပဲမှောက်မိုက်တဲ့အခြေအနေဆိုးတွေနဲ့ကြုံတွေ့ရပါစေဘဝကိုလက်မလျှော့တမ်းချင်းညံ့နိုးတတ်တဲ့ကျွန်တော်ရဲ့စိတ်သက်အရင်ခံကြောင်းပဲဖြစ်ပါတယ်
ကွက်လက်မရှိတောက်ပနေတဲ့ကောင်းကင်ရံကမီရှူမီပန်းတွေကိုပြတင်းပေါက်ကနေငေးကြည့်ရင်းနဲ့ကျွန်တော်ရဲ့နှက်ခမ်းဖျားမှာအောင်နိုင်သူရဲ့တာယာလှပတဲ့အပြုံးနုနုလေးတစ်ခုပေါ်ထွက်လာခဲ့ပြီရင်ထဲမှာတော့ထာဝရငြိမ်းချမ်းခြင်းနဲ့စစ်မှန်တဲ့ပျော်ရွှင်ခြင်းအမှုပညာရတာတွေဟာအတိုင်းအဆမရှိပြည့်ရှံလို့နေပါတော့တယ်